ကြီးတို့ဟောမဲ့ကိဉ္တုကောပမသုတ်တံတဲ့မြေခွေးလေးတစ်ကောင်ရဲ့ဘဝဖြစ်စဉ်ကိုဘုရားရှင်ကိုရောမြတ်ဥပမာလေးဆောင်လို့ဟောထားတဲ့ဒေသနာတော်ပါပဲယထာပိပုပ္ပိတံဒိဋ္ဌဝါသင်္ကာလောကိဉ္တုကံဝနေမန္တရောခောမယလတ္တောဣတိကံဒွာနဝေခတာပတိတံဘုံဖံတံဒိဋ္ဌဝါအတိလောလုပောနာယိတမန္တံအဒုံမန္တံယံရုခသမိန်တိမညတိယထာပိဥပမာပုံဆိုပြောရမယ်ဆိုရင်ဝနေတော်မြိုင်ကြီးထဲမှာသင်္ဃာလုံးတော်မှကျစားပြောပါနေတဲ့မြေခွေးသည်ဘုဟိတံတက်တဲ့လုံးရဲရဲနိပွင့်ရနေသောကိဉ္တုကံပေါက်ပင်ကြီးကိုဒိဋ္ဌဝါနာအစာရှာဖွေရင်သွားလာရင်းနဲ့တွေ့မြင်ရသည်ဖြစ်၍မယငါတိမန္တရုခောအတားတစ်ပင်ကြီးကိုဖြင့်လတ်တော်ကံကောင်းထောင်းမှလိုရခဲ့ပါပြီတကားဣတိဤသို့တွေး၍စိတ်ကူးရင်၍ဝေခတာအဟုံးအလျင်ဖြင့်ကံတဝါနာတစ်ပင်အနီးသို့ရောက်အောင်သွားခဲ့ပြီး၍ပတိတံပုပ္ပံလေကလေးတိုက်လို့တဖုံဖုံနဲ့ကြွေကြလာတဲ့ပေါက်ပွင့်လေးတွေကိုအတိလောလုံးပေါ်အလွန်တရားလောဘကြီးလာသောသင်္ဃာလောမြေခွေးသည်ဓာတိတဝါကြိုက်ခဲလိုက်ပြီးသည်နောက်မှာတော့ဣဒံဤယခုကြွေကြလာလို့ငါကြိုက်လိုက်တဲ့အရာဝတ္ထုကမန္တံအတားဖြစ်မဟုတ်သေးပါတကားဒုက္ခသမိန်တစ်ပင်ကြီးပေါ်၌ရအကျဉ်ရဲရဲတောင်းနေတဲ့အရာဝတ္ထုသည်အထီရှိနေရစ်သေး၏အဒုံထိုရာဝတ္ထုသည်သာလျင်မန္တံအမတယသာချုံမိန်ကောင်းမြတ်တဲ့အတားတစ်အရှိဖြစ်ပါပေ၏ဣတိဤသို့မင်းညတိမှတ်ထင်တွေးခေါ်ကာပေါင်းပွင့်ကိုဆဲ၍မျောခဲ့လေပြီတကားဖျားပေးလိုက်တဲ့ဥပမာဘုန်းကြီးတို့မြတ်စွာဘုရားဟာလေတရားဟောတဲ့နေရာမှာတခါတိရစ္ဆာန်တွေနဲ့ဥပမာပေးပြီးတော့ဟောတယ်တခါမြင်းနေနဲ့ဥပမာပေးတယ်အာဇာနီယသုတ်တံဆိုတာအာဇာနီမြင်းကြီးနဲ့ဥပမာပေးပြီးခေါ်ဟိုနာဂသုတ်တံဆိုတာလည်းရှိတယ်ဆွေကြီးနဲ့ဥပမာပေးပြီးတော့ခေါ်တာတခါကြလို့ရှိရင်လည်းကြွက်လေးတွေနဲ့ဥပမာပေးပြီးတော့မူတိကသုတ်တံတဲ့အခုဒီမှာကတော့ဘုန်းကြီးတို့ပြည့်တိုင်းသင်္ဃာလဆိုတာမြေခွေးသင်္ဃာလဆိုတာဘာကောင်းလဲတော်ထဲမှာကျက်စားနေတဲ့မြေခွေးလေးကိုဥပမာထားလို့ဘုရားရှင်ကိုရောမြတ်ဒီတရားကိုဟောတဲ့အခါဥပမာနဲ့ခေါ်ရင်နားလည်လွယ်လို့လောကထင်ရှားသောဥပမာတွေကိုထုတ်ပြီးတော့မြတ်စွာဘုရားကဟောအဲဒီကိဉ္တုကောပမသုတ်တံမှာလည်းပဲမြေခွေးလေးတစ်ကောင်ကိုပုံစံထားလို့ဘုရားကလောကလူသားတွေကိုဟောတဲ့တရားခြေသားတို့တဲ့တောထဲမှာကျက်စားနေတဲ့မြေခွေးလေးတစ်ကောင်ဟာအစာရှာထွက်လာတယ်တဲ့တနေရာရောက်တော့ပင်လုံးကျွတ်နီရဲနေအောင်ပွင့်နေတဲ့ပေါက်ပင်ကြီးတစ်ပင်ကိုမြင်တယ်တဲ့။ဘာပင်ကြီးမြင်တယ်တဲ့ပေါက်ပင်ကြီးမှာပေါက်ပွင့်နေပွင့်တဲ့ပင်လုံးကျွတ်နီရဲနေတာပေါက်ပွင့်ဆိုအဲ့ဒါကိုဒီမြေခွေးလေးမြင်လိုက်တဲ့အခါကျတော့သူ့စိတ်ထဲဟာပေါက်ပွင့်မှတော့သူမသိဘူးနီရဲရဲနဲ့ဆိုတော့ဩဟိုတစ်ပင်ဟာ
အမဲသားတွေတီးတဲ့သစ်ပင်ကြီးလို့သူစိတ်ထဲထင်တယ်တဲ့အမဲသားဆိုတာကလည်းပဲသွေးတန်တရေရဲနဲ့လတ်လတ်ဆက်ဆက်ဆိုလို့ရှိရင်ညီရဲနေတာဆိုတော့သားဖြစ်တည်တီးနေတဲ့အပင်ကြီးပဲဟန်ကြလိုက်တာဒီနေ့တော့ဗမာမအစာရှာသွားကြရမလို့တော့ဘူးပြုတ်ကြလာမဲ့သားတစ်ကိုပဲစောက်ပြီးတော့စားတော့မယ်လို့ဆုံးဖြတ်ပြီးတော့ပေါက်ပင်ကြီးကိုစောင်းစောင်းထိုင်ပြီးတော့အောက်ကနေမျောနေတယ်တဲ့မြေခွေးအထင်ဟာမှန်သလားမှားသလားပဲတိုင်အထင်မှားတာဘာမှားတာလဲအထင်မှားနေတာအမှတ်မှားနေတာအရှုမှားနေတာအဲ့ဒါကိုဘုန်းကြီးတို့ဒေသနာတော်နဲ့ပြောရင်တော့တင်ညာဝိပ္ပန္လာတစိတ်တဝိပ္ပန္လာတဒိဋ္ဌိဝိပ္ပန္လာတဝိပ္ပန္လာတတရား၃ပါးမြေခွေးလည်းဒီတိုင်းပဲအထင်မှားနေတယ်အမှတ်မှားနေတယ်အသိမှားနေတကယ်ကတော့သားတစ်လားပေါက်ပွင့်လားပေါက်ပွင့်နေသူထင်မှားနေတာကြားတာလို့ရတော့ကွာခုံပြီးတော့ဖမ်းယူရမယ်ဆိုအောက်ကနေစောင်းပေါက်ပင်ကြီးကလည်းအမြင်ကြီးဆိုတော့ तू ကဖက်တယ်လို့လည်းမဖြစ်တက်လည်းမတက်တတ်ဆိုတော့ထိုင်ပြီးတော့စောင်းတော်လေးထိုင်ပြီးတော့စောင်းသူစိတ်ထဲမှာလည်းအမလေးကြွေကြလာလို့စားလိုက်ရလို့ကတော့ဘလောက်ချုံမိန်ကောင်းမြတ်ပြီးတော့အရာသာရှိလိုက်မလဲလို့မြေခွေးစိတ်ကူးရင်ပြီးတော့ပေါက်ပွင့်ကိုညှော်နေတယ်တဲ့တအောက်လောက်ကြာတဲ့အခါကျတော့ဘေးသတ္တေဘယ်လိုဖြစ်လာတော့ဆိုလို့ရှိရင်အဲ့ဒီပေါက်ပွင့်လေးတွေကိုလေတိုက်တယ်မတိုက်တယ်လေပတိတံပုပ္ပံလေးတိုက်လို့တပုတ်ပုတ်နဲ့ကြွေကြလာတဲ့ပေါက်ပွင့်လေးတွေကိုအတိလောလုံးပေါ်အလွန်တရာလောဘကြီးလာသောတိမ်ကားလောမြေခွေးသည်တန်သိတဝါကြိုက်ခဲလိုက်ပြီးဒီနောက်မှာတော့ပေါက်ပွင့်လေးကြွေးကြလာတာလေတိုက်တော့ဟာဘာပြောကောင်းမလဲမြေခွေးဘုန်းတို့ပြေးတယ်တတ်တစ်ထဲပြီးတော့ပြေးဟတ်လိုက်တာဒါပေမဲ့လို့သူထင်ထားတဲ့အတိုင်းချုံမိန်ကောင်းမြတ်အရာသာရှိတာမဟုတ်ဘူးတဲ့ခါတယ်တဲ့ပေါက်ပွင့်ဟာဘာအရာသာရှိတယ်လေခါတဲ့အရာသာရှိတော့သူထင်ထားတာကသာတစ်ထင်ပြီးတော့သွားပြဟတ်တာအိုးချုံမိန်ကောင်းမြတ်တဲ့အရာသာရှိမဲ့သူသွားတာခါလဲခါရောမြေခွေးကအဲ့ဒါအသာလေးထားခဲ့ပြီးတော့ဩအခုကြွေကြလာတာဟာသာတစ်မဟုတ်သေးဘူးဒီကောင်ဘာအရာသာမှမရှိဘူးသာတစ်တကယ်ရှိတာကတစ်ပင်ပေါ်မှာအခုကြွေကြလာတာဟာသာတစ်မဟုတ်ဘူးလို့အဲ့ဒီလိုနဲ့ဘုန်းကြီးတို့ပြည့်တိုက်ဒီခွေးဟာလေတစ်ပင်ကြီးပေါ်မှာနေနေရဲရဲနဲ့တွေ့နေတာတွေကိုသူ့စိတ်ထဲမှာသာတစ်လို့ထင်ပြီးတော့ဒီတစ်ခါကြွေကြလာတဲ့သာတစ်တုံးတော့အာရပါရနဲ့စားလိုက်မယ်ဆိုပြီးတော့စောင့်နေပြန်တယ်နောက်တခါလေကလေးတိုက်လို့ပေါက်ပွင့်တပွင့်ကြွေကြလာတယ်သွားစားကြည့်တယ်ခါတဲ့အရာသာပဲရှိတယ်တခါနှစ်ခါဒီလောက်သိရင်တော်ရောပေါ့မြေခွေးဆိုတာအသိဉာဏ်မရှိဘူးပြည့်တယ်အဲ့ဒါနဲ့တခါလေဘင်းကြီးဆန်းပြီးတော့ဒါလည်းမဟုတ်သေးပါဘူးနောက်တခါကြလာမှသာတိဖြစ်မှာပါနောက်တခါကြွေကြကသွားကြိုက်ခါတာအဲ့ဒီလိုနဲ့တနေ့လုံးစောင်းနေရင်မြေခွေးဟာပြေးတိုင်းဘယ်မှလည်းအစာရှာထွက်ပြီးတော့မစားနိုင်ပဲနဲ့စောင်းနေရင်နဲ့မိုးချုပ်သွားတယ်။ဘာဖြစ်သွားတယ်လဲ။မိုးချုပ်သွားတယ်ဆိုတော့တောထဲကကြားတွေချင်းသေးတွေညနေပိုင်းရောက်အစာရှာထွက်ပြီးအဲ့တော့ကြားတွေချင်းသေးတွေမိုးချုပ်သွားတော့ထွက်တာပေါ့ဟိုးမှမြေခွေးကဘာလုံးနေလဲသူကတော့စောင့်လုံးပဲဒီတော့ကလေတိုက်လို့ကြွေကြလာတဲ့သားတဲ့ငါစားပြီးတော့မှပြန်မယ်လို့အဲဒီလိုစောင့်နေတဲ့အချိန်ကြားရချင်းတွေဆိုတာကလည်းမြေခွေးရဲ့အသားကိုအလွန်ကြိုက်တယ်မြေခွေးအနံ့များရလို့ရှိရင်လေတောတလိษံလေးရဲ့သဘာဝကရှူရှူနဲ့အဲ့ဒီကြားရချင်းတွေကနေပြီးတော့
နှာခေါင်းလေနဲ့မှုတ်လိုက်တာနဲ့မြေခွေးဟာသူ့ဥစ္စာဘလို့ဓာတ်လည်းမသိဘူးမပြေးနိုင်တော့ဘူးတဲ့မပြေးနိုင်တော့ဘူးတဲ့အဲ့ဒါသူ့ဓာတ်ပဲတိရစ္ဆာန်တွေရဲ့ဓာတ်ပဲရှူရှူနဲ့အဲ့ဒါကြားတွေခြေတွေနှာခေါင်းကလေမှုတ်တာနဲ့မြေခွေးကလေမေ့တယ်လို့တတိလေးတယ်လို့နဲ့အဲ့ဒီနားမှာတခါနဲ့မပြေးရတော့ဘူးတဲ့အဲ့တော့မပြေးနိုင်တော့တဲ့မြေခွေးကိုပြေးတတ်ရေမိုးချုပ်တော့တောထဲကကြားတွေခြေတွေထွက်လာပြီးတော့နောက်ကနေလာဆွဲသွားတော့မြေခွေးသိသွားတယ်မြေခွေးဘာဖြစ်လဲပေါက်ပွင့်ကိုအသားတင်ထင်ပြီးတော့မျောနေတဲ့မြေခွေးပြေးတတ်တယ်ဘေးမီရန်သူတွေကိုမကြည့်ပဲနဲ့ဒီပေါက်ပွင့်လေးကိုတန်းတစ်ထင်ပြီးတော့စားရနိုးနဲ့မျောနေတဲ့မြေခွေးဟာသေပွဲကိုဝင်ရပါတယ်တပွင့်ကြွေကြလာလည်းမဟုတ်ဘူးနှစ်ပွင့်ကြွေကြလာလည်းမဟုတ်မှသိရင်ထွက်ပြေးပါတော့လားတဏှာကိုသွားရှာပါတော့လားသွားမရှာနိုင်မဲနဲ့အတိမအယူမအမှားသုံးပါးနဲ့မြေခွေးဟာစောက်နေတဲ့အတွက်ကြောင့်မို့လို့ကြားရရှင်တေးတေးရဲ့တပ်ဖြတ်ခြင်းကိုခံပြီးတော့သေပွဲဝင်သွားရတယ်ကဲအဲ့ဒါလေးကိုလိုက်ဆိုကြည်စမ်းမှာပေါက်ပွင့်ကိုပင်သာတိထင်တောခွင်ခွေးမျောပြီးပေါက်ပွင့်ကိုပင်သာတိထင်တောခွင်ခွေးမျောပြီးကြွေကြပြေးဟမဟုတ်တာနောက်ထခွေးမျောပြီးကြွေကြပြေးဟမဟုတ်တာနောက်ထခွေးမျောပြီးမျောရင်ညသို့ချင်းကြာမင်းဘေးကြီးပေါ်ခဲ့ပြီမျောရင်ညသို့ချင်းကြာမင်းဘေးကြီးပေါ်ခဲ့ပြီဒုက္ခများကသေရရှာပမာတိဖို့တော်သင့်မည်ဒုက္ခများကသေရရှာပမာတိဖို့တော်သင့်မည်မြတ်စွာဘုရားကချက်သားတို့တဲ့ဒီခွေးဟာပေါက်ပွင့်ကိုတန်းတစ်ထင်းပြီးတော့မျောရင်နဲ့နောက်ဆုံးမှာရှင်သေးတွေကြားတဲ့တပ်ဖြတ်ခြင်းကိုခံရလို့သေသွားရသလိုတဲ့လောကထဲမှာရှိနေတဲ့တတ္တဝါတွေဟာမြေခွေးနဲ့တူတယ်တတ္တဝါတွေဘာနဲ့တူအဲ့ဒီတတ္တဝါတွေပြင်းလင်းကျရှားနေတဲ့30ဘုံကတောအုပ်ကြီးနဲ့တူတယ်30ဘုံကဘာနဲ့တူ30ဘုံဒီဟောတောအုပ်ကြီးမှာပေါက်ပင်ကြီးပွင့်နေတာအဲ့ဒီပေါက်ပင်မှာပွင့်နေတဲ့ပေါက်ပွင့်နေဆိုတာကရူပါယောသတ္တယောခန္ဓာယောရသယောဖုဒ္ဓဘာယောလို့ခေါ်တဲ့အာယုံ5ပါးကာမဂုဏ်တရားပေါက်ပွင့်ကအာယုံ5ပါးကာမဂုဏ်တရားပေါက်ပွင့်ကပါလေတတ္တဝါတွေကဘာနဲ့တူမြေခွေးနဲ့တူတတ္တဝါတွေဘာနဲ့တူ30ဘုံကြီးကဘာနဲ့တူအဲ့တော့30ဘုံကြီးတော့တောအုပ်ကြီးထဲမှာမြေခွေးနဲ့တူတော့ဘုန်းကြီးတို့တတ္တဝါတွေရောက်နေတဲ့အခါကျတော့ဘုန်းကြီးတို့ကပေါက်ပင်ကြီးအောင်ရောက်တော့အဲ့ဒီပေါက်ပင်ကြီးမှာအပွင့်5ပွင့်အပွင့်ပဲနဲ့ပွင့်ရူပါယုံသတ္တယုံခန္ဓာယုံရသယုံဘုဒ္ဓဘာယုံ
မြေခွေးကသစ်ပင်ပေါ်ကပေါက်ပွင့်နေကိုကြည့်ပြီးတော့ချိုလိုက်မဲ့အရာသာဘယ်လိုစားပြစ်လိုက်မယ်နဲ့ဘယ်လိုခံစားလိုက်မယ်နဲ့စိတ်ကူးတွေရင်ပြီးတော့မျောနေသလိုတဲ့ဘုန်းကြီးတို့ပုထုဇဉ်တတ္တဝါတွေဟာလည်းပဲရူပယုံလေးရရင်တော့ဘယ်လိုကြည့်မယ်တတ္တယုံလေးရရင်တော့ဘယ်လိုနားထောင်မယ်ကန္တာယုံလေးရရင်တော့ဘယ်လိုရှူဆိုင်မယ်ရတာယုံလေးရရင်တော့ဘယ်လိုစားတောက်လိုက်မယ်ဖုဒ္ဓဘာယုံလေးရရင်တော့ဘယ်လိုတွေ့ထိခံစားလိုက်မယ်လို့ဆိုပြီးတော့ငါးပြအာယုံကာမဂုဏ်တွေအနောက်ကိုလိုက်ပြီးတော့မရရအောင်နဲ့ရှာဖွေနေကြတဲ့ဆိုတာဘုရားရှင်ကိုရောမြတ်ကပေါက်ပွင့်ကိုခွေမျောနေတာတဲ့ဒီမှာဥပမာဆောင်းလို့ခေါ်ပါတယ်ပေါက်ပွင့်ကိုခွေမျောနေတာနဲ့တူတူပဲတဲ့ရှာဖွေနေရင်ကနေကိုလိုခြင်းနဲ့အာယုံ၅ပါးကာမုံတရားတွေကိုရလာတာလို့မြတ်စွာဘုရားရှင်ကိုရောမြတ်ကပေါက်ပွင့်လေးတစ်ပွင့်ကြွေကြလာတာကိုကရူပါယုံကောင်းကောင်းလိုချင်တယ်မျောနေတော့မှရူပါယုံကောင်းကောင်းရလာတယ်အဲ့ဒါကြွေကြလာတာအဲ့ဒါဘာဖြစ်တာရလာတဲ့အာယုံ၅ပါးကိုခံစားတော့ထင်ထားသလိုမဟုတ်တော့ပြန်ဘူးတဲ့ဒီရူပါယုံကအသိအစဉ်မပြေဘူးဒါမကောင်းဘူးဟိုအစင်းကမှကောင်းမယ်ဒီအတန်သိမကောင်းဘူးဟိုတန်လေးကကောင်းမယ်ဟိုတိတ်ခွေးမှကောင်းမယ်ဟိုသချင်းမှကောင်းမယ်နဲ့အဲ့ဒီလိုထင်နေတဲ့ပိယတတ်တွေအဝိဇ္ဇာလည်းဒီတိုင်းပဲအဝိဇ္ဇာလေးတွေသာသွားကြိုင်နေတယ်ပရမတော်ကတော့ကြိုက်လို့ဝယ်ထားတာနောက်အသစ်ပေါ်လဲပေါ်လာရောအိုးဒီအစကြီးကမကောင်းတော့ဘူးဒီလိုရှစ်တာပုရုဇဉ်သဘာဝနောက်တစ်ခုကောင်းမယ်ထင်နေတာနောက်တစ်ခုကောင်းမယ်ထင်နေတာအသစ်ပေါ်လာတိုင်းနောက်တစ်ခုကောင်းမယ်ကြီးထင်နေတာဒီတိုင်းပဲစိတ်ရွှေရတနာကြောက်တံပါရမြရွှေတွေပါတယ်ဆိုလို့ရှိရင်လည်းပဲငကောကဒီဇိုင်းလေးကောင်းတယ်ဆိုပြီးတော့လှုပ်ထားတာဩနောက်ဒီဇိုင်းတစ်တွေပေါ်လဲပေါ်လာရောငါဒီဇိုင်းကြီးကတိုက်အောက်သွားပြီးမကောင်းတော့ဟိုဒီဇိုင်းလေးကကောင်းမယ်ထင်တယ်ဩအဲ့ဒီဒီဇိုင်းလေးတခါအသစ်လုပ်ပြန်အောင်အဲ့ဒီဒီဇိုင်းတစ်လုပ်ပြီးတော့နောက်3-4နှစ်နေတဲ့အခါဒီဇိုင်းတစ်ခုထပ်ပေါ်လာပြန်တော့ဒီဒီဇိုင်းမကောင်းတော့ပြန်ဘူးအဲ့ဒီလိုနဲ့ပဲတတ္တဝါတွေဟာပေါက်ပွင့်ကိုခွေးမျောနေသလိုပဲတဲ့အသစ်ပေါ်လာတိုင်းဟာနောက်ကြွေကြလာတဲ့ဟာကောင်းမှထင်တယ်နောက်ကြွေကြလာတာကသာတစ်ပါနောက်ကြွေကြလာတာဟာသာတစ်ပါနဲ့အဲ့ဒီလိုမျောတယ်ဒါကြောင့်ဘုရားရှင်ကိုရောမြတ်ကဒီမှာဥပမာထပ်ပြီးတော့ဟောတယ်နာစာပိအပိယောဟောတိပိယောစာပိနဝိဇတိဂောနာမေဝတိနာပင်ညေပတ္ထယတိနဝဘေကဝေဟံတော်မြတ်ဥစေနာတို့တတ္တနာတတ္တဝါတို့ဤအပိယောစာပိမချင်မနဲ့တဲ့မစုံမဲ့တဲ့အရာဝတ္ထုတိလိနာဝိဇတိမရှိယောဧကံအမှန်သာလင်းသည်ပိယောစာပိဒါဟုတ်ပြီဒါဟံမီလို့အမြဲအစွဲချစ်ခင်ဆွဲမဲ့တဲ့အရာဝတ္ထုတိလိနဝိဇတိမရှိယောဧကံအမှန်သာလင်းသည်အရင်မြေတော်ကြီးထဲမှာဂောနာနွားတို့သည်နဝအသက်ဖြစ်တဲ့တိနာမြတ်ကိုပတ္ထယံဒီဧဝတောင်းတတဲ့ကဲ့သို့ပါပေသည်လောဘဂဝါဘုံတော်ဆောက်စုအောင်လံသူဖြစ်တော်မူသောဘုရားရှင်ကိုရောမြတ်ကအဝေါဇာကရုဏာရှိတာမေတ္တာအားဖြင့်မိန်ကြားတော်မူလိုက်ပါပေသတည်းမြတ်စွာဘုရားကချစ်သားတို့တဲ့တတ္တဝါတွေရဲ့သဘောကသူတို့မချစ်ခင်မနှစ်သက်မစုံမဲ့မလိုချင်တဲ့အရာဝတ္ထုဆိုတာမရှိဘူးတဲ့ရနေတဲ့ဟာကိုလည်းကျင့်တတ်ပြီးတော့နောက်ထပ်မတောင်းတတော့ဘူးလို့ဒီလိုလည်းမရှိဘူးတဲ့ဆိုလိုက်ကြပါဆိုဝတ္ထုပစ္စည်းကိုရခြင်းတဲ့လိုချင်တဲ့ဝတ္ထုပစ္စည်းရပြီးပြီရနေတော့ခဏလေးပဲဒီထက်အသက်အဆန်းပေါ်လာတာလေဒါမကောင်းတော့ဘူးဖြစ်သွားပြန်တာပဲဟိုတခုကောင်းတယ်ထင်တာပြန်ပဲတဲ့အဲ့ဒါဘုရားကဘာဥပမာပေးပြီးထားတော့ဆိုလို့ရှိရင်တဲ့
နွားနဲ့ဥပမာပေးထားတယ်နွားဟာဒီမှာမျက်သားနေတယ်ဒါပေမဲ့မျက်လုံးကတော့ဟိုဘက်မျက်ခင်းကိုလှမ်းလှမ်းကြည့်နေတယ်ဒီဘက်မျက်လုံးကမျက်စားနေပြီမဲ့လို့ဟိုဘက်မျက်လုံးကဟိုဘက်ကမျက်ခင်းကပိုစိမ့်မယ်ထင်တယ်အဲ့ဒီလိုလှမ်းလှမ်းကြည့်ပြီးတော့စားတယ်လို့ပဲဒီတိုင်းနဲ့ဥပမာဆိုလိုက်ကြပါစို့ဈေးထဲသွားတယ်ဟိုပစ္စည်းလေးလိုချင်တယ်ဒီပစ္စည်းလေးလိုချင်တယ်အိမ်မှာမရှိဘူးလားဆိုတော့ရှိတယ်ဒါကပိုကောင်းမယ်ထင်လို့ဒီပစ္စည်းကိုလိုချင်တာနောက်ကိုယ်နဲ့လိုက်မယ်ထင်ပြီးတော့လိုချင်တာအဲ့တော့ဘုရားရှင်ကိုယ်တော်များကသူတို့ပြောမယ်ဘုန်းကြီးတို့ပြေးတာရေးတန်တုတ်ထီစဟောမင်္ဂလာသုတ်တံမှာဟောတယ်ရောင်းရဲလွယ်ရမယ်တဲ့ဘာလွယ်ရမယ်လဲရောင်းရဲလွယ်ရမယ်တဲ့ရှိတာလေးနဲ့နေတတ်ရတယ်ရှိတာလေးနဲ့လှအောင်ဝတ်တတ်ရတယ်ရတာလေးနဲ့ဝါအောင်စားတတ်ရတယ်ငြိမ်းချမ်းမှုဆိုတာအဲ့ဒါပြောတာအဲ့လိုမှမဟုတ်ဘူးဆိုလို့ရှိရင်တော့ဘုရားတို့ပြည့်တဲ့တခုပြီးတခုတခုပြီးတခုဒါရူပါယုံတတ္တံခန္ဓာယုံရတ္တယုံဖုဒ္ဓဘောအစွမ်းတောက်လည်းဒီတိုင်းပဲရတ္တယုံနဲ့ပတ်သက်ပြီးတော့ကိုရှိတာလေးနဲ့ကိုဝင်ငွေထွက်ငွေလေးနဲ့မြတ်မြတ်တတာဒီလိုချွတ်တာပြီးတော့စားတောက်တတ်ရမယ်တဲ့ဝိတ္တာလည်းတူတူပဲတခုပြီးတခုတခုပြီးတခုလိုချင်နေလို့ကတော့မဆုံးနိုင်တော့ဘူးတဲ့နေရေးဆိုတဲ့နာမှာဘုန်းကြီးတို့လူသားတွေအိမ်နဲ့နေတယ်ဘာနဲ့နေလဲပြည့်တဲ့အိမ်လေးနဲ့နေတဲ့အခါကျတော့စီးပွားရေးအဆင်မပြေခင်တော့ကတော့တဲလေးနဲ့ပေါ့တဲတဲ့နောက်စီးပွားရေးနဲ့ဆင်ပြေတဲ့အခါတဲနဲ့မကောင်းဘူးကွာကဲပြင်အောင်သွမိုးလေးလုံးအောင်မှပြင်အောင်သွမိုးကပိုကောင်းတယ်ထင်တာပြင်အောင်သွမိုးလေးဆောင်းရင်ကနည်းနည်းလေးအဆင်ပြေလာတဲ့အခါကျတော့ဟာနံကတိုက်လေးတော့ဆောင်းအောင်မှနံကတိုက်လေးဆောက်ပြီးတဲ့အခါကျတော့တစ်ဆင့်တက်လာတယ်။အိုးနံကတိုက်ကြီးဖြစ်နှစ်ထပ်တိုက်လုံးမှကောင်းမယ်ထင်တယ်။ຫນွေကြတော့ပူတယ်အောက်ထပ်ဆင်းနေရအောင်။နှစ်ထပ်တိုက်ဆောက်ရင်ကနောက်တော့သုံးထပ်တိုက်ဆောက်မှကောင်းမယ်ထင်တယ်။ပူတဲ့ရာသီဥသောဟောညပိုင်းကျတော့အပေါ်မှာတက်တက်ပြီးတော့လေငင်းခိုင်နေလို့ကောင်းမယ်ထင်တယ်။အဲ့ဒီလူနဲ့ဘုန်းကြီးတို့ပြည်တိုင်းလက်ရှိရနေတာကိုမကျေနပ်သေးဘူးဆိုရင်တော့ဖြင့်အဲ့ဒီလူဟာလောဘရဲ့အလိုနောက်ကိုလိုက်နေမှာပဲတဲ့လောဘရဲ့အလိုနောက်ကိုလိုက်နေရင်နဲ့ကြားဆွဲခံရမယ်တဲ့ဘာဆွဲခံရမှာလဲအေးကြားဆိုတာဘုန်းကြီးတို့ပြည်တိုင်းမှတ်ထားပါဗျာတိကြားတဲ့ဘာကြားတယ်လဲနောက်တစ်ခုကမရဏကြားတဲ့ဘာကြားတယ်လဲနောက်တစ်ခုကသရာကြားတဲ့နောက်တစ်ခုကပါတယ်လေသရာရဲ့ဗျာတိရဲ့မရဏရဲ့ကြားသုံးပါကြားပါနဲ့ကောင်းလေမြေခွေးနဲ့တူသောဘုန်းကြီးတို့တတ္တဝါတွေကိုဆွဲဖို့လို့အစဉ်နဲ့စောင့်နေတာကြားသုံးပါလေသရာဆိုတာအိုးတာသရာဆိုတာဘာဖြစ်လဲဗျာတိဆိုတာနာတာဗျာတိဆိုတာဘာလဲမရဏဆိုတာသေတာမရဏဆိုတာဘာလဲလေဘုန်းကြီးတို့ဆွဲဖို့လို့စောင့်နေတဲ့အကောင်၃ကောင်အစင်တဲ့နဲ့အခုကိုပဲဘုန်းကြီးတို့ပြည့်တဲ့ရေးရှာရင်ဖွေရင်ရှာရင်ဖွေရင်နဲ့ရွှေမရှိတဲ့လူကရွှေရှာတယ်အိမ်မရှိတဲ့လူကအိမ်ရှာတယ်စားစမ်းပြီးတော့စားဖို့ရှာတယ်မရှာနဲ့မပြောဘူးရှာရတာနဲ့ရောက်ရဲဘာနဲ့ရောက်ရဲရမယ်ရတာလေးနဲ့မရောက်ရဲနိုင်ဘူးဆိုရင်တော့ဖြင့်အဲ့ဒီတတစ်ခုကိုလောဘရဲ့အလိုကိုလိုက်ပြီးတော့နောက်တစ်ခုကောင်းလိမ့်မယ်နောက်တစ်ခုကောင်းလိမ့်မယ်နောက်တစ်ခုကောင်းလိမ့်မယ်နဲ့မြေခွေးလေးနောက်ကြွကြလာတာမှအသာကြွကြလာတာသွားဟကြည့်တော့မဟုတ်ဘူး။ဥသိပမောဟဟာဒီလိုမျောရင်းနဲ့နောက်ဆုံးမိုးချုပ်သွားတဲ့အခါကျတော့ကြားဆွဲခံရတယ်လို့ပဲတဲ့။ရတာလေးနဲ့တင်ပြီးတော့ရောက်ရဲပြီးတော့ကိုယ်ဘဝကိုခြေနတ်ချမ်းသာမနေနိုင်ဘူးဆိုရင်ဘဝနေဝင်ချိန်ကိုရောက်သွားရင်ဇရာကြားဆွဲခံရမယ်။ဘာကြားဆွဲခံရမလဲ။ဇရာကြားဆွဲတဲ့အခါကျတော့ဘာဖြစ်လာတယ်လဲခန္ဓာကိုယ်မှာသပင်တွေဖြူလာတဲ့၊သွားတွေကျူလာတဲ့၊မျက်စိတွေမှုန်လာတဲ့၊နားတွေခိုင်းလာတဲ့အဲ့ဒါကြားဆွဲခံရတာ။ဘာဆွဲခံရတာ။နောက်တခါဗျာတိကြားတဲ့ယောဂဝေဒနာတွေနှိမ့်ဆက်ပြီးတော့အိယာပေါ်မှာခံစားနေရပြီဆိုရင်ပြေတတ်တယ်အဲ့ဒါဗျာတိကြားဆွဲသွားတာ
နောက်တခါနောက်ဆုံးကြားတဲ့ကောင်လာဆွဲသွားပြီဆိုရင်တော့မရဏကြသူဆွဲပြီဆိုရင်တော့တက်တာတဲ့ဝင်မြေကြီးထဲမှာမြုပ်လိုက်တော့တဲ့သေသွားတာဘာဖြစ်သွားတာလဲသေသွားတာကြား၃ကောင်ဆွဲသွားတာကြားဘယ်နှကောင်ဆွဲအခုကဘုန်းကြီးတို့ပြည်သားကြားတစ်ကောင်ဆွဲနေပြီအခုကြားဘယ်နှကောင်ဆွဲနေပြီလဲကောင်းပါစပင်းနေဖြူသွားလေကျိုးမျက်စိတွေမုံနားတွေထိုင်ခါးတွေခိုင်းဆိုအဲ့ဒါကြားဝင်ဆွဲနေပြီဘာဝင်ဆွဲနေပြီလဲကြားဝင်ဆွဲနေပြီနောက်နှစ်ကောင်မှလည်းဆွဲဦးမှာနောက်နှစ်ကောင်မှလည်းချောင်းနေပြီဆွဲမှရတော့မယ်ဒီလူရတာလေးနဲ့ရောင်ရဲတင်းတင်းပြီးတော့မနေနိုင်ဘူးကုသိုလ်ကောင်းမှုမလုပ်နိုင်ဘူးတခါလေဝိသုအာယုံကာမဂုဏ်တွေနောက်ကိုလိုက်ပြီးတော့ဒီလိုကုသိုလ်ကောင်းမှုမလုပ်ဘူးဆိုရင်တော့ဖြင့်အဲ့ဒါဘုန်းကြီးတို့ပြည့်တိုင်ကြားဆွဲခံရတဲ့အခါမှာသေဝဲဝင်သွားရင်ကိုယ်နောက်ကိုဘာမှမပါဘူးတဲ့ပါပါမလားဒါကြောင့်မလို့ဒီတရားရဲ့အနှစ်ချုပ်ကိုဘုန်းကြီးပြောပြရစီရတာနဲ့ရောင်ရဲနိုင်ရမယ်ရတာလေးနဲ့ပါတယ်လေရောင်ရဲနိုင်ရမယ်တဲ့ရောင်ရဲနိုင်ခြင်းဒီမင်္ဂလာတစ်ပါးပါပဲတန်တုတ်ထီစပါတယ်လေပြောရောင်ရဲနိုင်ရတယ်မရောင်ရဲနိုင်မဲတဲ့လောဘအလိုနောက်ကိုသာလိုက်မယ်ဆိုရင်တော့လောဘအလိုလိုက်မဲ့ပိုးနဲ့ဤကိုပြက်ပြဘဝလာတော့မရမပါတာမပါဘူးနှစ်တာနင်ခံတဲ့ဘယ်လိုပဲရှာရှာပြည့်တိုင်တေတော့ယူသွားလို့မရဘူးထားခဲ့ရမှာဟုတ်တယ်မို့လားအကြောင်းမို့လို့ဘုန်းကြီးတို့ရောဆိုတော့ဘုရားကြီးမင်းတော်မူတဲ့စကားတစ်ခုပြောခြင်းနဲ့ပစ္စည်းရှိလူဆင်းရဲတဲ့ဗါတယ်လေပစ္စည်းတော့ရှိတယ်လူကဆင်းရဲတယ်ဘယ်လိုဆင်းရဲလို့ဆိုတော့သူမရောင်ရဲနိုင်လို့သူမှတန်တုဒ္ဒိသမင်္ဂလာပြက်နေလို့ဟာတချို့ကုမ္ပဏီကြီးတွေကြည်စမ်းတယ်လီဖုန်း၃-၄လုံးနဲ့ဒီကကလည်းဖုန်းလာဖုန်းနာတော့ဟာခင်ဗျာပို့ပါခင်ဗျာဟာတော့ကိုဒီမှာပြောလို့နောက်ဖုန်းသုံးလုံးပေါ့လားရောင်ရဲကိုခါနေတဲ့တခါတဲ့အဲ့ဒီမှာပစ္စည်းတော့ရှိတယ်ကုမ္ပဏီပိုင်ရှင်ကြီးအေးအကွန်ခန်းထဲမှာနေတယ်ဒါပေမဲ့လို့အဲ့ဒီပုဂ္ဂိုလ်ကစိတ်ဆင်းရဲနေရစိတ်တည်းရောက်ရခရှုပ်ပွေလိမ့်နေတာဒါကြောင့်ပစ္စည်းရှိလူဆင်းရဲမဖြစ်စေနဲ့တဲ့ပစ္စည်းရှိလူချမ်းသာတဲ့ဗါတယ်လေပစ္စည်းလည်းရှိတယ်ကိုလည်းချမ်းသာအောင်နေတတ်ရတယ်ချမ်းသာတယ်ဆိုတဲ့နေရာမှာပစ္စည်းဘလောက်ပေါ်သိနေရွှေတွေတောက်တာမရမြအဲ့ဒါတွေချမ်းသာတာပြောတာမို့စိတ်ချမ်းသာတာကိုပြောတာ။ဘာချမ်းသာတာပြောတာလဲ။စိတ်ချမ်းသာတာကိုပြောတာဘုရားရှင်ကိုရောမြတ်ကကာမေပဇဟိတဝနာကာမဂုဏ်တို့ကိုစွန့်ပေပပဇိယတယဟန်ပေါင်းရောက်အောင်ထွက်ခဲ့ကြလို့ဘုရားရှင်ကိုရောမြတ်ကအဝေါဇာကောင်းစွာမသွေမိန်ကြတော်မူလိုက်ပါပေတည်းဒီနေ့ဘုန်းကြီးတို့တရားရှိတဲ့စေကောင်းဝင်တဲ့သူတော်စင်တို့ကိုဘုရားရှင်ကိုရောမြတ်ကချစ်သားတို့တဲ့ပောက်ပင်ကြီးအောက်မှာပဲစောင့်ပြီးတော့မျောမနေနဲ့တဲ့ဘေးလွတ်ရာကိုပြေးတဲ့ဘေးလွတ်ရာကိုပါတယ်တဲ့ပြေးရတာဘုန်းကြီးတို့ယောဂီတွေအခုဒုံလဘယဟန်တွေဥပုသ္တေတွေတင်ညာအကျိုးအကြတရားတွင်ကာလဥပုသ္တရင်သီလလာဆောက်တည်တယ်ဆိုတာပေါက်ပင်ရင်ကခွာလာတာဘယ်ကခွာလာတာလဲပေါက်ပင်ရင်ကခွာလာတာဘုရားကလည်းဒီမှာကာမေပဇဟိတဝါနာပပဇေယထခြေသားတို့ပေါက်ပင်အောက်မှာကြီးပဲတမျောမျောနဲ့ပေါက်ပင်တွေကြွေကြလာတာကိုစောင့်မနေနဲ့တဲ့ဘေးလွတ်ရာကိုလည်းမင်းတို့တခါကြပြေးအောင်နဲ့မင်းတို့ဘေးတွေဝိုင်းနေတယ်ကြားတွေဝိုင်းနေလို့ဘုရားရှင်ကိုရောမြတ်ကဒီဟာရကောင်းတို့ဟိုဟာရကောင်းတို့နဲ့စောင့်မျှော်နေတယ်ဆိုပြီးတော့ဘုရားရှင်ကိုရောမြတ်ကဒီဒေသနာတော်ကိုဥပမာဆောင်ပြီးတော့ဟောပါတယ်အဲ့တော့ယဟန်တော်များကတော့သာသနာပေါ်မှာသင်္ကန်းဝေးပြီးတော့ဝိပဿနာတရားတွေအားထုတ်တရားတွေနာဒီလိုလုပ်တယ်ဆိုတာဘုန်းကြီးတို့ပြည်တိုင်တို့ပြောမယ်ဗျာဘေးလွတ်ရာကိုပြေးလာတာဘယ်ကိုပြေးလာတာလဲဘေးလွတ်ရာကိုပြေးလာတာပေါက်ပင်အောက်ကခွာလာတာဘယ်ကခွာလာတာပေါက်ပင်အောက်ကခွာလာတာရက်သိမ့်မရှိဘူး၄-၅ရက်ထဲဟုတ်တယ်မလား
တော်ကြနေကြတော့ပဲပြန်သွားမှလဲဟောသိတာပဲပေါက်ပဲရောက်သွားပြီမျော9 နာရီထွေးပြီးတဲ့ကိုရီးယားကလာဖွင့်ဟေးကိုရီးယားမင်းသားကဘယ်သူကဘယ်လိုလျှောတယ်ဘယ်သူကဘယ်လိုဟိုးဈေးထဲမှာတခါကြလို့ရှိရင်ဘုန်းကြီးတို့ပင်စီဈေးထဲဆွမ်းငံဖြတ်တွိုင်းမလီညာကမင်းသားကဘယ်လိုဈေးရောင်းရင်းနဲ့90တီပြောနေတာသူတို့လည်းကိုရီးယားကကြည့်တယ်ထင်တယ်ကြည့်ရတာတော့အဲ့ဒါဘယ်ကားလေးလာရင်ကောင်းလို့ဟိုကားလည်းဒီကားကောင်းနေဟာဟိုကားကမရေတူမကားကဘယ်လိုဖြစ်တယ်ဟာပြောစုံနေတာဘာတွေမှလည်းမသိဘူးနောက်ကားတွေမျောတာပဲနောက်ကားတွေလည်းမျောတာပဲကိုရီးယားကလာမယ်တဲ့ဘယ်9 နာရီထိုးရင်လည်းမျောတဲ့နောက်လာတဲ့ဟာကောင်းလို့နောက်လာတဲ့ကောင်အဲ့ဒီလိုနဲ့ပဲမျောနေတာပဲတဲ့ဒါရူပါယုံနဲ့ပတ်သက်ပြီးတော့ပြောတာတတ္တယုံလည်းဒီတိုင်းပဲသခြင်းတန်ကောင်းကောင်းပေါ်လာနားထောင်တာပဲအဲ့တော့ဘုရားရှင်ကိုရောမြတ်ကဒီပေါက်ပင်ကြီးအောက်မှာလည်းမနေနဲ့တဲ့တခါကြလဲထွက်လာတဲ့တခါရတယ်ဘာလို့လဲဘုရားတို့ပြည်သားပေါင်းတော်ကောင်းတို့ပေါက်ပင်အောက်ကိုရောက်တာလားကုသိုလ်ပင်အောက်ကိုရောက်နေတာလားကုသိုလ်ပင်အောက်ကိုရောက်နေတာနှစ်ဆန်းတရက်လောက်လဲနေလဲနေရောရှင်ဘုရားတို့ဗျာတပည့်တော်တို့ပေါက်ပင်အောက်ပဲပြန်သွားပါရစေတော့ဘယ်ပြန်သွားမလဲပေါက်ပင်အောက်ပဲပြန်သွားမှာပဲတရားမြတ်စွာဘုရားရှင်ကိုရောမြတ်ကဒီသင်္နာတော်မှာပေါက်ပွင့်ခွေးမြော်တဲ့ဗါတယ်လဲဘုရင်သားရဲ့အောက်ဝင်ခွေးမြော်တဲ့အဲ့ဒါမိမိရှိနေတဲ့မိမိရဲ့ခန္ဓာပေါ့အခုကတော့ခန္ဓာကိုယ်ကိုလာခိုင်းတာဘာလို့လာခိုင်းတာလဲအဲ့ဒီဥပုသ္စောနေတရားနာနေတရားအထုတ်ပေါက်ဝင်အောက်မှာနေနေတာရက်ပေါင်း360တနေ့မှာရက်ပေါင်းဘယ်လောက်ရှိလဲ365ရက်ကိုဖယ်ထားတာဘာကိုဖယ်ထားတာလဲဒီ9ရက်လေးပဲကိုယ့်အတွက်ဟုတ်တယ်မဟုတ်လားဒီ9ရက်လေးဥပုသ်ဆောင်မယ်တရားအထုတ်မယ်ဘုရားရှိခိုးမယ်ပရိစိတ်မယ်ဒီ9ရက်ကကုသိုလ်အပြည့်မရဘူးလား360ကသူများအတွက်360ကဘယ်သူအတွက်လဲရက်ပေါင်း360ကပေါက်ပင်အောက်မှာနေတာရက်ပေါင်း360ကဗမာနေတာကုသိုလ်အပင်ကြီးအောက်မှာလာနေတာကဘယ်နှရက်ဟောနည်းနည်းလေးအစွန်းတက်တောင်မရှိဘူး65ရက်ဆိုတော်သေးတယ်ဟမ်300သူများအတွက်ပေးလိုက်လေ300ပေါက်ပင်အောက်မှာနေ300ကိုဗမာနေမလဲ65ရက်မနေနိုင်ဘူးလားနေနိုင်ပါဘူးတရားဝအတန်ထွက်မလားအဲ့ဒါစဉ်းစားကြည့်ပေါ့ဘုရားတို့နိဗ္ဗာန်မရလဲဒါပါပဲဘုရားတိုင်တို့ကပေါက်ပင်အောက်မှာမျောနေတာနောက်တစ်ခုကောင်းလို့နောက်တစ်ခုကောင်းလို့နဲ့အဲ့ဒီလိုမျောမနေနဲ့တဲ့အဲ့တော့ဘုန်းကြီးတို့အေယာတီထောင်လူပေါင်းမှာနေတဲ့လူတွေအခုဒါနစွန့်ကြဲပေးကံလူရမှုတွေလုပ်တယ်အဲ့တော့ကိုရထားတဲ့ရှိဝဥစ္စာတွေဟာတကယ်တမ်းကျတော့ဘာမှအထင်ကြီးတရားမရှိပါဘူးသိရင်ထားပြစ်ခဲ့ရမှာဆိုတော့ gain ငါမသေးခင်လေးငါလည်းစားမယ်ငါသားသမီးလည်းကျွေးမယ်သာသနာအတွက်လည်းပဲငါတတ်နိုင်တဲ့လောက်လှူမယ်လို့ဆိုပြီးတော့အဲ့ဒါမြတ်စွာဘုရားကြီးကိုရောမြတ်ရဲ့သာသနာတော်မှာအခုကိုယ်တိုင်လည်းပဲသင်္ကန်းတွေဝေလို့ဥပုသ်တွေစောက်တည်လို့တရားတွေနာကြလို့လုံနေတာဟာတို့ပြောမဲ့ပိဋကတ်တွေပေါက်ပင်အောက်ကခိတ္တထွက်လာတာပါလို့ဆိုပါတောဥပမာသန္တရာပမာတူလာသည်တောဥပမာသန္တရာပမာတူလာသည်တတ္တဝါဆိုတာမြေခွေးပါသေချာမှတ်ရမည်တတ္တဝါဆိုတာမြေခွေးပါသေချာမှတ်ရမည်အာယုံ5ပါးပေါက်ပွင့်များမျောစားနေကြသည်အာယုံ5ပါးပေါက်ပွင့်များမျောစားနေကြသည်ပေါက်ပွင့်ကြွေကြကာမဂုဏ်ရှာတူလှလေတော့သည်ပေါက်ပွင့်ကြွေကြကာမဂုဏ်ရှာတူလှလေတော့သည်ရပြန်တော်လဲမရောက်ရဲ့မျောပဲမျောကြသည်ရပြန်တော်လဲမရောက်ရဲ့
မျောပဲမျောကြသည်တခုခုလိုချင်တယ်ရလိုက်တယ်ရလိုက်တာလေးတော့ပရမတော့ကျင့်တတ်နေတယ်တော်ကြတော့မဟုတ်တော့ပြန်နောက်တစ်ခုထပ်လိုချင်တယ်ကဲဥပမာလေးတစ်ခုထပ်ပေးအောင်မရှင်းသွားအောင်ဘုန်းကြီးတို့ကျောင်းမှာအခုဓာတ်ဆန်းတစ်ထောင်ကားလေးရှိတယ်အဲ့ဒီကဘုန်းကြီးမလိုချင်တော့ဘူးဘုရားတွေပေးမလို့မဲချပြီးတော့ပေးမယ်မယူဘူးလားဟဲ့ပါဇက်နဲ့ပေးတာပဲပါဇက်နဲ့ယူလိုက်ပါမယူဘူးလားဆိုယူမယ်ဖေရပြောမယူဘူးလားမယူဘူးလားဘုရားတဲ့ယူပါမယ်ဖေရပြောပါမယူဘူးလားကဲပေးလိုက်ပြီဗျာကဲယူသွားပါဇက်နဲ့ပဲအဲ့ဒါဘုန်းကြီးကကံကောင်းထောင်းပါလို့တခါတယောက်ကတခါပါကျဲတို့လာလှူတယ်ဘာလာလှူလဲဒီပါကျဲတို့မကြိုက်ဘူးဒီပါကျဲတို့ကြီးလည်းနှစ်နှစ်သုံးနှစ်ရှိပြီးတော့ကိုင်ပါကျဲတို့မကြိုက်ဘူးဟိုးတဲ့တွေကိုပဲဒီပါကျဲတို့မဲပေါက်ပြီးတော့ပေးမယ်မယူဘူးလားဟောခုနဒါဆန်းလည်းယူတယ်ပါကျဲတို့ယူတယ်လောဘလည်းကြီးတာအဲ့ဒါပြောတာပဲပိယတဲ့ဘုန်းကြီးလည်းဒီတိုင်းပဲပေါ့ဥဒ္ဒခန်းကားလေးတွေဝဲထားတယ်ရှိတယ်တိတ်မကောင်းဘူးကားဒိတ်အောက်တယ်ဟာမော်ဒန်နိတ်တယ်ကားအခုပါကျဲတို့လူကြည့်ပါလားအမလီရှင်မြပါကျဲတို့လူမယ်ဆိုရင်လေတရားကို9နိုင်လောက်တော့ဟောပြီရောပါကျဲတို့ရဲ့အရှင်းမျက်နှာရှိတာရှိရင်လားလူအောင်ယူချင်တာပဲဒါပဲပိယတာအဲ့တော့ပုထုဇဉ်ရဲ့တဘာဝနောက်တစ်ခုကကောင်းလုံးနောက်တစ်ခုကကောင်းလုံးနောက်တစ်ခုကကောင်းအဲ့ဒီလိုမျောရင်းဘေးတို့ချင်းကြားမင်းဘေးကြီးပေါ်ခဲ့ပြီတဲ့အဓိကကဒီဒေသနာတော်မှာရှောင်ရဲနိုင်ရမယ်ဘာဖြစ်နိုင်ရမလဲလောဘအလိုလိုက်မပူနဲ့လောဘအလိုလိုက်လို့ကတော့ဘယ်တော့မှမဆုံးဘူးပိယတာရေကဲဆိုလိုက်ပါရှားစေပွေစေမျောနေစေကြားဆွဲခံရပြီရှားစေဖွေစေမျောနေစေကြားဆွဲခံရပြီသရာကြားဆွဲအိုမှာပဲမလွဲကြုံရမည်သရာကြားဆွဲအိုမှာပဲမလွဲကြုံရမည်ဗျာတိကြားဆွဲနာမှာပဲမလွဲကြုံရမည်မရဏကြားဆွဲသေမှာပဲမလွဲကြုံရမည်ဘေးကင်းခြင်းကကုသလပြုမတော်လိမ့်မည်ဘေးကင်းခြင်းကကုသလပြုမတော်လိမ့်မည်ပေါက်ပွင့်ခွေးမျောတရားတော်မိန်တော်မူခဲ့သည်ပေါက်ပွင့်ခွေးမျောတရားတော်မိန်တော်မူခဲ့သည်จิตသားတို့တဲ့တစ်နှစ်ကုန်မြန်တော့လည်းပဲဒီပေါက်ပင်ကြီးအောက်ကမထွက်နိုင်ဘူးတစ်နှစ်ကုန်မြန်တော့လည်းပေါက်ပင်ကြီးအောက်ကမထွက်နိုင်ဘူးကြွကြလာတဲ့ပေါက်ပွင့်နဲ့တူတဲ့ရူပယုံသတ္တယုံခန္ဓာယုံရတယုံဖုဒ္ဓဘာယုံအာယုံ၅ပါးကာမဂုဏ်တရားတွေခံစားပြီးတော့နေမယ်ဆိုရင်တဲ့จิตသားတို့ကြားဆွဲခံရမယ်ဒါကြောင့်ရတဲ့ရက်ကလေးအမြန်ပြေးတဲ့ပြေးထွက်လာတာဘာလို့လာတာလဲစာနဲ့ပေနဲ့ပြောရင်ဘုန်းကြီးတို့ပြေးတာဒီမှာလာပြီးတော့တရားတွေအထုတ်တာတရားတွေနာတာဥပုသ်စောင့်နေဆိုတာပါရမီ10ပါးထဲမှာနိက္ခမ္မပါရမီဘာပါရမီလဲတောထွက်လာတာဘာလို့လာတာလဲအိုးတွေအိမ်နေဇနီးမယားသမိသားစီဝါယာတို့ဂုံတိန်စီစိန်တွေခဏလေးတကြံပိတ်ရဲ့ခလေးတကြံပိတ်ရဲ့ခလေးနေခဲ့ကြအောင်ဆိုပြီးတော့ဘာလို့လဲအဲ့ဓာတွေကိုဖြတ်ခဲ့ပြီးတော့နိက္ခမ္မပါရမီခေါ်တယ်ဗျာပါရမီလာဖြည့်တာဘာလာဖြည့်တာလဲနိက္ခမ္မပါရမီနဲ့တွဲပြီးတော့8ပါးသီလရဟန်းတော်များဆိုရင်လည်းပဲ209ပါးသီလပါရမီကမပြည့်ဘူးလားသီလပါရမီပြည့်တဲ့ပြင်ကိုဒါနပါရမီတွေကိုတတ်စွမ်းသမျှလည်းပဲအခုတန်ဃာတွေသုခတာတို့လှူတာတန်းတာတို့ကမလုပ်ဘူးလားပရိသတ်ရေဒါမြင်ဒါနပါရမီလည်းရတယ်သီလပါရမီလည်းရတယ်နိက္ခမ္မပါရမီလည်းရတယ်နောက်တစ်ခုအဋိဋ္ဌံပါရမီတဲ့ဘ
ဘာပါရမီတဲ့လေဒိဋ္ဌံဆိုတော့ကိုယ်စိတ်ထဲမှာဒိဋ္ဌံထားတာငါသင်္ကန်းဝန်းနဲ့9ရက်နေမယ်ငါ9ရက်နေမယ်ငါ6ရက်နေမယ်ငါဥပုပ်ကနေရက်စောင့်မယ်ဆိုတာအဲ့ဒါကိုယ်စိတ်ထဲမှာဆွဲဆွဲမြဲမြဲဒိဋ္ဌံထားတာကိုအဒိဋ္ဌံပါရမီဘာပါရမီတဲ့လေဒိဋ္ဌံပါရမီကညကြတော့ရှိရမှာရှိသောအနန္တစัจ java လာအနန္တတ္တဝါတို့ဘေးရန်ခတ်သိမ်းနေကြပါသည်ဆိုပြီးတော့မေတ္တာဘုရားရှိခိုးရင်းနဲ့မေတ္တာကိုမပို့ဘူးလားအဲ့ဒါကမေတ္တာပါရမီဘာပါရမီတဲ့လေမေတ္တာပါရမီနောက်တစ်ခုပြောဦးမယ်ခန္တီပါရမီတဲ့ဘာပါရမီတဲ့ခန္တီဆိုတာသီခန္ဓာခန္တီဆိုတာဘာလဲလေကိုယ်မှာကိုယ်အေးအားကိုနဲ့နေရင်နေမယ်အိမ်မှာနေတော့ဒီမှာကျတော့ပူရင်လည်းပူမယ်ပူရင်ပူပြီဒီဇာတိဥဒ္ဒဓမ္မိုလည်းသီခံနိုင်ရတယ်နောက်အစားအသောက်နောက်တစ်ခုပါလဲလေအများနဲ့နေတဲ့ရမှာအများကျွေးတယ်လို့ပဲစားရမယ်ဟုတ်တယ်မဟုတ်လားငါအိမ်မှာတော့ကိုကအိမ်မှာလူကြီးကိုဒါငါမကြိုက်ဘူးဒါငါမစားနိုင်ဘူးမေတ္တာဓမ္မစားဘူးမေတ္တမိဓမ္မစားဘူးအိမ်မှာကြီးများလို့ရတယ်ရကြလားမရဘူးလားဒီမှာကြီးများလို့ရလားရရင်ငတ်သွားမှာပေါ့ရှိတာနဲ့ကျွေးရတာဟုတ်တယ်မဟုတ်လားအဲ့ဒါပြောရင်ကဘုန်းကြီးပြောရင်တဲ့စကားကပါရမီဖြည့်နေတာကိုပြောနေတာဘာဖြည့်နေတာလဲအစာအသောက်အနေထိုင်ကိုလည်းပဲသီးခံနိုင်တာဟာခန္တီပါရမီဘာပါရမီတဲ့လေဒီဘုန်းကြီးတို့ပြေးတာအဲ့ဒါလေးတွေမြင်အောင်ကြည့်ငါတို့ဒီ4-5ရက်လေးဒီเจ้าမှလာပြီးတော့သင်္ကန်းဝတ်တာဥပုပ်လာစောက်တာတရားလာနာလားဩပါရမီလာဖြည့်တာပဲဘာလာလို့တာလဲအခုမနေ့ပိုင်းတစ်ချိန်နေ့လယ်ပိုင်းတစ်ချိန်တရားဟောမနာရဘူးလားတရားနာတော့မသိတာတွေကိုသိမသွားဘူးလားပညာမတိုးဘူးလားအဲ့ဒါပညာပါရမီအဲ့ဒါဘာပါရမီလဲကဲဗျာပါရမီ10ပါးဆိုတာအဲ့ဒါပြောနေတာနော်ပါရမီ10ပါးဆိုတာအဲ့ဒါပြောနေတာခန္တီပါရမီမေတ္တာပါရမီသစ္စာပါရမီဒါနသီအကုန်လုံးတစ်ခုချင်းလျှောက်တွေးကြည့်လို့ရှိရင်လေငါတို့ဒီမှာလာနေတာပါရမီလာဖြည့်တာဘာလာလောက်တာလဲပါရမီလာဖြည့်တာပြည့်အောင်ဖြည့်သွားပါဘုရားရှင်ကိုရမြတ်ကဒါကြောင့်သရာကြားဆွဲဗျာတိကြားဆွဲမရဏကြားဆွဲဘေးကြီးကတော့ပေါ်လိမ့်မယ်အဲ့ဒီဘေးကြီးမပေါ်ခင်မှာချက်သားတို့လွတ်ရကိုပြေးလို့ပေါက်ပွင့်ခွေးမျောလို့မမျောပါနဲ့လို့ဘာပဲဖြစ်ဖြစ်ရတာလေးနဲ့ရောက်ရဲတင်းတိမ်ကျေနပ်ပြီးတော့နေနိုင်မှချမ်းသာတယ်မနေနိုင်ခဲ့လို့ကိုတော်တစ်ပါးဒုက္ခရောက်ခဲ့ပုံကိုယောဇာကာမေပဟံတဝနာအနာဂါရောပြိပဇေတိဣမံဓမ္မဒေသနာတထာဇေတဝနေဝိဟရံတောသုံးတရသမုဒ္ဒထေရံအာရဘကထေတိယောဇာကာမေပဟံတဝနာအနာဂါရောပြိပဇေတိဣမံဓမ္မဒေသနာယောဇာကာမေပဟံတဝနာအနာဂါရောပြိပဇေသရှိသောတရားဒေသနာတော်များကိုတထလူနတ်တို့ဆရာဘုရားများစွာကဇေတဝနေဇေတောခေါ်ကြောင်းတိုက်တော်မှာဝိဟရံတော်ရပထလေးလီဖြင့်မြတ်ကြီးရွှင်ပြုံးတရင်သုံးရှံပဲတော်မူနေတဲ့ခါကာလစီတုံးကသုံးတရသမုဒ္ဒထေရံသုံးတရသမုဒ္ဒရာလို့အမည်ရတဲ့မထေသူများကိုအာရဘအကြောင်းပြု၍တထေတိကရုဏာရှိတာမေတ္တာအဖြင့်မိန်ကြားတော်မူလိုက်ပါပဲတည်းမြတ်စွာဘုရားလက်ထက်ကဘုရားကဇေတဝန်မှာသတင်းသုံးနေတယ်တာဝတိပြည်အဲဒီတာဝတိပြည်သားတထေသားလေးတယောက်ညကြတော့ဓမ္မသဘင်တရားဝဲရှိတော့တရားနာသွားတရားနာသွားတော့မြတ်စွာဘုရားရှင်ကိုရမြတ်ကခြေသားတို့ပုဏ္ဏတေဒုက္ခဘေးကလွတ်ချင်ယဟန်တရားအထုတ်ကြဟဲ့ဆိုပြီးတော့ဘုရားကတရားတွေဟောတော့တရားနာရင်နဲ့ဒီအမျိုးကောင်းသားလေးသရတရားတွေပေါက်လာတယ်သူ့နာမည်ကမောင်တုံဒရတဲ့သူ့နာမည်ကဘယ်သူလဲလေမောင်တုံဒရအဲ့ဒီမှာတရားနာရင်သာသနာတော်တွေဝင်ပြီးတော့ဘုန်းကြီးဝှချင်စိတ်ပေါက်လာ
ဒါနဲ့အိမ်မရောက်တဲ့အခါကျတော့မိဘတွေထံခွင့်တောင်းတယ်မေတို့ဖေတို့သာသင်္ကန်းဝတ်ချင်တယ်ဆိုတော့မိဘတွေခွင့်မပြုဘူးငါသားရဲ့တဲ့ဒီသားလေးတယောက်တည်းရှိတာနောက်ပြီးတော့ငါသားကအစားအသောက်ကတက်ကြီးများတာပဲအမေကသူ့သားအကြောင်းသူသိတယ်ဒီဟင်းချက်ကျွေးမဟုတ်ကိုဟင်းခွေးချက်ကျွေးတော့မဟုတ်ဘူးနောက်တစ်ခင်းခုနကတော့ပေါက်ပွင့်ခွေးမြော်တော့ဒါကောင်းမဲ့ထင်တယ်စာမဟုတ်ဘူးနောက်တစ်မျိုးသူကဒီလိုအဲ့ဒီလိုနဲ့အမတန်အစားအသောက်ကိုကြီးများတဲ့အတွက်ကြောင့်မို့လို့မိဘကပြောတယ်ငါသားဘုန်းကြီးဘဝဆိုတာငါသားစားကျင်တာမရဘူးနော်အပူလိုခြင်းအေးရမယ်အေးလိုခြင်းအပူရမယ်အခါလိုခြင်းအချင်းရမယ်သူများအမေပြုပြီးတော့နေရတဲ့ဘဝမို့လို့ငါသားဘုန်းကြီးမဝစ်ပါနဲ့အိမ်မှာအခုမေတို့ပတ်စံချမ်းသာနေတာငါသားဘာစားနေလဲချက်ချင်းမေတို့လုပ်ပေးတာသမင်းစားရင်အဝတ်စားဖို့တလောက်ကြီးမများဘူးတဲ့ဒီမောင်တုံတရာအစားတောက်နဲ့ပတ်သက်တော်တော်ကြီးစားကြောင်းနေတဲ့တရားဆိုလည်းမဟုတ်ဘူးဟောဆိုလည်းမဟုတ်ဘူးတစ်မျိုးပြီးတစ်မျိုးတစ်မျိုးပြီးဒါနဲ့အမေလို့တဲ့ပုဂ္ဂိုလ်ကအဲ့ဒီလိုအမျိုးမျိုးသူ့ကိုပြောပြတယ်ဘုန်းကြီးဘဝနဲ့ချမ်းသာမယ်မထင်နဲ့ဆင်းရဲတယ်နော်ပြောတော့မရဘူးဒီကောင်ကလည်းသူယဟန္တာအလောင်းပဲမရဘူးဘုန်းကြီးနောက်ဆုံးတော့ကဲဘယ်လိုမှမရကဲလေအစမ်းသဘောနဲ့ငါသား9ရက်လောက်ဝေကြည့်ဒုံလဘပေါ့မိဘတွေခွဲပေးလိုက်ခွဲပေးလိုက်တဲ့အခါကျတော့သင်္ကန်းဝတ်တယ်ဥတုံတရတဲ့ဝဲကဘယ်သူလဲလေဥတုံတရသာသနာတော်ရောက်လာတယ်နေတိုင်းအိမ်ကိုဆွမ်းငံသွားတယ်အိမ်ကိုဆွမ်းငံသွားတော့အမေကသူ့သားချစ်တာကိုသူ့သားဥစဉ်သူချစ်တာကိုတိတယ်ငငယ်လေးတွေကအမေကသူ့လက်ပေါ်ကြည့်လာတာဆိုတော့ငါသားဗကြိုက်တတ်တယ်ဆွင်းအုပ်လေးတွေမှာဝတ်သားဟင်းတစ်ခွက်ကြက်သားဟင်းတစ်ခွက်အဝတ်သားနဲ့အုပ်ကြီးနဲ့ချက်တာကတစ်ခွက်ကစုံရဲ့ကြော်ကတစ်ခွက်အမေကတခါနဲ့သူ့သားကိုချစ်တော့ဟင်းကို4-50ခွက်တပိတ်ထင်းအပြည့်လောင်းတော့ပေးလိုက်တာဆန်ဆိုလဲကောင်းပြီဆိုလဲရှစ်ခက်ကသလေးဆန်နဲ့ဒီနေ့ခေတ်ဆိုတော့ပသိမ်ပေါ်ဆောင်မွေးတို့ဘာလို့ဒီလိုနေမှာပေါ့ဆန်ကောင်းကောင်းလေးခါတဲ့ချက်ပြီးတော့လောင်းအဲ့ဒါဘာလို့လဲဥတုံတရဟာအမေငါတော်တော်ချစ်တာပဲအဲ့ဒါကြောင်းရောက်လို့ရှိရင်သူတို့ဘာလဲစားလောက်အစားကောင်းကောင်းနေစားပြီးတော့ဥတုံတရတရားအထုတ်လားဆိုတော့အာမထုတ်ဘူးတဲ့ဆွမ်းစားပြီးတာနဲ့အိတ်တယ်တဲ့ဆွမ်းစားပြီးတာနဲ့ဘာလုပ်လဲဒီအဲ့ဒါကြောင့်မို့လို့ဒုသာသနာတော်မှာစကားတစ်ခုပေါ်လာတာစားပြီးအိတ်နေဘယ်သူကပြောတာစားပြီးအိတ်နေဘိက္ခဝေတဲ့တရင်ပက်လက်အဲ့ဒါကဘုန်းကြီးတွေကမခံနိုင်လို့ပြောတာသူစာစိုးကအဲ့လိုမဟုတ်ဘူးစားပြီးအိမ်နေဘိက္ခဝေသေရင်ငုတ်တုတ်ခိစကုတ်တဲ့ခိစကုတ်တောင်ဆိုတာဘုန်းကြီးတို့ရောက်ခဲ့တဲ့အိန္ဒိယမှာပိတ္တာတွေပေါ်တယ်လေဘာတွေပေါ်တယ်လဲအဲသေလို့ရှိရင်အဲ့ဒါပိတ္တာဖြစ်ရောတဲ့အဲ့ဒါဘယ်သူကဆိုလိုက်လဲမသိဘူးစားပြီးအိမ်နေဘိက္ခဝေသေရင်ငုတ်တုတ်ခိစကုတ်ဆိုဘုန်းကြီးတွေကမခံနိုင်ဘူးအဲ့ဒီစာစိုးမှားတယ်ကွာစားပြီးအိမ်နေဘိက္ခဝေသေရင်ပက်လက်နတ်ပြီးတဲ့မခံနိုင်လို့ပြန်ချိုးတဲ့စာဆိုအဲ့ဒါနဲ့ဥဒုံကရာဘာလို့လဲစားလိုက်အိမ်လိုက်ဆွမ်းခံသွားလိုက်စားလိုက်အိမ်လိုက်ဆွမ်းခံသွားလိုက်လာတယ်တထေသာဘုန်းကြီးသင်္ကန်းဝတ်တယ်ဆိုတော့ဟာဝါလာပြီဥစဉ်ဖေးဖြော်ရည်လာလှူလိုက်ဥစဉ်ဖေးဖြော်ရည်လာလှူလိုက်အဘာလာကညာလာကနဲ့ဥတုံတရတရားအလုပ်ကိုအာမထုတ်နိုင်ဘူးတဲ့ဒါနဲ့သူစဉ်းစားတယ်ဒီတိုင်းနေလို့ကတော့မဖြစ်ပါဘူးဒီမှာငါတရားလည်းအထုတ်နိုင်မှာမဟုတ်ဘူးအမေရတဲ့နေတဲ့ငါဟင်းကောင်းလေးချက်တွေးနေတာယဟန်ဘဝရောက်လာပြီးတော့ဒီလိုနေလို့တော့ဖြစ်သေးပါဘူးကဲမိဘတွေစွန့်ပြီးတော့ရာဇဂျိုကိုသွားမယ်တဲ့ဘယ်ကိုသွားမယ်တဲ့ရာဇဂျိုသွားမယ်တဲ့ဆိုပြီးတော့အဲ့ဒါရာဇဂျိုသွားတူတူပြောသူအမေနဲ့အဖေနဲ့ကမျက်ရည်နဲ့မျက်ခွက်ဦးဇင်းရဲ့မကြွပါနဲ့ဒီမှာနေပါဦးဇင်းစားကြတာလဲချက်ကနေတာပဲတပည့်တော်တို့အသက်ကြီးပြီတပည့်တော်တို့အဖိုးကြီးမေကြီးပြစ်ပြီးတော့မသွားပါနဲ့ဖေဟာအာဒကမကြီးဒကကြီးမသွားလို့မရဘူးဒီမှာဧည့်သည်တွေကလာတရားလည်းအထုတ်လို့မရဘူးဒီရချက်ကတော့ကောင်းပါလေဘုရားကြီးဒါပေမဲ့သူစိတ်သူမနိုင်တားရတာနဲ့ပြောင်းထွက်သွားထွက်သွားတော့ရာဇယဝေလူဝန်ကျောင်းရောက်ရောမြတ်စွာဘုရားကတာဝတိမှာပဲရှိနေသေးတယ်သူကဝေလူဝန်ကျောင်းသွားနေတယ်
တန်းနေပြီးတော့ရာဇဂိုရောက်တဲ့အခါကျတော့ရာဇဂိုမှာရွှေမျိုးမရှိဘူးညီကောင်မောင်တော်မှမရှိဘူးမရှိတော့သူအဦးဆုံးတွေ့ရတဲ့ပြဿနာကဘာတော့ဆိုတော့စာရည်ပရိသတ်ဦးဆုံးတွေ့ရတာဗါတဲ့စာရည်ဒုက္ခရောက်တာဆိုမှကြွားသွားတယ်လောင်းနေဟိုကဆန်ချမ်းနေလောင်းနေခွက်ထဲကြည့်တော့ပဲပြုတ်လေး2စီး3စီးပါဟာဘယ်လိုလဲစားတာဘယ်လိုမှမဝင်ဘူးတောဝတိတတိပြန်ရတယ်စာလိုပြောရင်ရတ္တတဏစာလိုပြောရင်ဗါတဲ့လေဒီတသက်လုံးကလူဘဝတည်းကကောင်းကောင်းမွန်မွန်စားလာတဲ့လူတယောက်ဟာသင်္ကန်းဝတ်နေနေတော့လည်းအမေကချက်ပြုတ်ကနေတာအခုသူများရောက်ကိုရောက်လဲရောက်ကိုသူများကြွေးတာပေးတာကန်းတာစားတော့ဆွမ်းစားလို့မရဘူးတခါလေသူအဲ့ဒီမှာစိတ်ညစ်နေတာဟာဒုက္ခပဲရာဇဂိုမြို့ဆွမ်းခံစားရတယ်တဲမနှိပ်ဘူးအပြင်မဲ့မပြောင်းဘူးကွာဖြစ်ချင်တာဖြစ်မပြောင်းဘူးရှိတာနဲ့ငါရောက်ရဲပြီးနေမယ်ဆိုပြီးတော့နေတော့အမေနဲ့အဖေနဲ့ကလည်းနေတိုင်းငိုတယ်တာဖုန်းကြီးကိုလွန်းလို့အဲ့ဒါနဲ့အဖိုးကြီးဖွားကြီးသတင်းပေါ်ပြပြောရင်ကနေမောင်တုံတရရဲ့တငယ်ချင်းတွေကလက်ဖက်ရည်တိုင်ထိုင်ပြီးတော့သူတို့တငယ်ချင်းကြောင်းပြောနေတာကွာတော်တော်ရက်ဆက်တဲ့ဦးစင်းကွာမိဘနံပါတ်ပြထားခဲ့ပြီးလို့များရာဇဂိုသွားရတယ်လို့အဖိုးကြီးဖွားကြီးတနာပါတယ်နေတိုင်းမျက်ရည်နဲ့မျက်ခွဲမနေ့ကတော့ငါရောက်သေးတယ်ပြောလိုက်တယ်ဘာပြောလိုက်လဲဥတုံတရကိုလူပြန်ထွက်အောင်ပြန်လှုပ်ပေးနိုင်ရှိတဲ့စိတ်တဝက်ပေးမယ်အသေးကြီးနဲ့အသေးကတော်ကြီးကချိန်ညာထားတာသူ့သားလေးကိုရာဇဂိုကနေတာဝတိကိုပြန်ရောက်လာအောင်ခေါ်ပေးလူထွက်သွားသူတို့နဲ့တူပြန်နေရမယ်အဲ့ဒီလိုလှုပ်ပေးနိုင်တဲ့ပုဂ္ဂိုလ်ရှိတဲ့စိတ်တဝက်ပေးမယ်အဲ့ဒီလိုပြောနေတာကိုဘုန်းကြီးတို့ပိဿရေအဲ့ဒီလက်ဖေးဆိုင်ထဲမှာလေလက်ဖေးရလာတောက်တဲ့ပြေတန်စာမတယောက်ကကြားသွားတယ်တဲ့အဲ့ဒီပြေတဲ့စာမနာမည်ကရူပဝတီဘယ်သူလဲရူပဝတီလို့ခေါ်တယ်ပြေတယ်မှာကြားသွားတယ်ဟာဒါအကွက်ပဲရှိရှိဥစ္စာတဝက်ဆိုတာဒီတထေးကြီးတွေနည်းနည်းချမ်းသာတာမဟုတ်ဘူးအဲ့ဒါနဲ့ညနေကြတော့ရူပဝတီကတွားတော့အဲ့ဒီတာပြီးတော့တထေးကြီးနဲ့တထေးကတော်ကြီးတို့တထေးကတော်ကြီးတို့ရဲ့တာဥတုံတရကိုလူဝတ်နဲ့ဒီရောက်အောင်ပြန်ခေါ်လာပေးမယ်။ဘာပေးမလဲပြောဟဲ့စီးစိတ်တဝက်ပေးမယ်ရွှေတဝက်စိတ်တဝက်အိမ်တဝက်အကုန်ပေးမယ်ကောင်းပြီအဲ့ဒါဆိုရင်ဥတုံတရကိုမမြင်ဘူးပါဘူးဥတုံတရဘာကြိုက်တတ်တယ်လဲအမျိုးသမီးကဥတုံတရဘာဟင်းကြိုက်တယ်လဲဘယ်လိုချက်တာကြိုက်တယ်လဲဘယ်လိုပြုစုယူရတာကြိုက်တယ်အမေရှိမှတထေးကတော်ရှိမှအကုန်မေးသွားတာပြည့်တာအကုန်မေးပြီးတော့ပတ်စံနဲ့တောင်းသွားတယ်သွားတောင်းပြီးတဲ့အခါကျတော့ရာဇဂိုမြို့လမ်းမသားပေါ်မှာအိတ်တလုံးသွားငှားလိုက်တယ်ရူပဝတီကအိတ်တလုံးငှားပြီးတော့စုံစမ်းတဲ့သူကဝေလူဝန်ကျောင်းထဲသွားပြီးတော့တာဝတိကပြောင်းလာတာဘွဲ့ဥတုံတရဘယ်ကိုတော့လဲလက်ညှိုးထိုးပြတယ်ဒကမကြီးအဲ့ဒါပဲမှတ်ထားတယ်နောက်နေ့ကျတော့ဥတုံတရဆွမ်းခံကြွလဲကြွလာတော့ပြေးတိုင်းအိရှိကထွက်ပြီးတော့ရူပဝတီကဥတုံတရကြိုက်တတ်တယ်အမေကြီးကိုကုန်ပေးတာပြီးလားဝတ်သားနဲ့ဘုံကြီးနဲ့ကြိုက်တယ်ဆိုချက်ထားတယ်ကစုံရဲ့ကြိုလေးချက်ကြော်ထားတယ်အကုန်လုံးတစ်ခါအစင်းနဲ့ပြင်ပြီးတော့ဆွမ်းမကြီးနဲ့ထွက်လောင်းတာသူပြင်ဗျာရတော်မူပါဗျာဥဒုံကရကြီးတပိတ်ဆွမ်းပါဗျာတပိတ်ဆွမ်းဘုန်းကြီးတို့မြတ်စွာဘုရားလက်ထက်ကသင်္ဃာတွေဆွမ်းလောင်းနေဆိုတာတပိတ်ကိုအိမ်ထဲယူသွားပြီးအိမ်ထဲကြမှာဆွမ်းထည့်တာပြီးမှတပိတ်လာကတ်တာအဲ့လိုလောင်းတာအဲ့ဒါဥဒုံကရတပိတ်လေးပေးလိုက်မသိဘူးသူကြောက်ရောက်တဲ့အခါကျတော့ဖွင့်လို့ကြည့်လိုက်ဟာဝတ်သားဟင်းကစုံရဲ့ကြောအမေသားနှက်ဘာညာအစရှိသည့်အားဖြင့်သူစားနေတဲ့အစားအကုန်လုံးရတော့ဥတုံတရဝန်းတာသွားတယ်ဟာဒီကမှတရားတရားတည်းရှိတာပဲမစားခြင်းနဲ့ဟင်းလေးပြည့်စုံရတာပဲနောက်နေ့ကျတော့အဲ့ဒီအိမ်သားရောက်တော့ဥတုံတရကခါတိုင်းလိုခြေလမ်းမသွဲဘူးဖြည်းဖြည်းလေးသွားတာဘာဟုတ်တယ်လွန်သွားလို့ရှိရင်မလောက်လိုက်မှကြောက်လို့ဒါကဘုန်းကြီးရဲ့ site ခေါ်တယ်ဘုန်းကြီးအိုင်တင်ခေါ်တယ်အဲ့ဒါ
မှတ်ထားအဲ့ဒါအမှန်တိုင်းဖွင့်ပြောတာအဲ့ဒါတော့လောင်းနေကြအိမ်ဆိုခပ်ပြေးပြေးသွားတာမလောင်းတဲ့အိမ်ဆိုတက်နဲ့ကြော်သွားတာဘာမှစောင့်မနေဘူးဘာမလောင်းမဲ့တူချိန်ချောင်းနေကြနေရတာဟုတ်တယ်မနေ့ကစပ်ပြီလို့ပြောလိုက်အောင်မယ်မနေ့ကမာစီရောက်မာစီတရားပါဟောတော့ဘုန်းကြီးကမာစီရောက်ခဲတယ်ရောက်ခဲ့တော့ယောဂီတွေကတရားဟောပြီးတော့ဘုန်းကြီးပြားတယ်မကြွပါနဲ့တပည့်တို့နဝကာမဝတ္ထုလှူခြင်းလို့ဖေရတယ်အေးခတ်တုတ်လာလို့စာအိတွေပါလေရှားတော့ကြားနေတာပေါ့လေအဲ့ဒါဒီလားရှင်လေးတော်ကယောဂီတွေတဲ့မြန်မြန်လုံးတဲ့ဘုံဘုံကညတရားပွဲသွားတာရှိတယ်တဲ့တော့ကြမဆောက်ဖဲနဲ့ထပြီးတော့ပြန်သွားလို့တဲ့ဟေးရမယ်ဆိုရင်တဏှာကြီးကြားတဲ့ငါဆောက်မှာလို့ဘုံဘုံကတော့လုံးတော့မယ်တဲ့ဘာလုံးတော့မှလဲလို့နင်လဲမေတီလာနင်လဲလှူခံစားတာငါလဲလှူခံစားတာလို့တပည့်နင့်ငါမေးမယ်လို့ယောဂီတွေကြားထဲမှာပြောင်ပြောခဲ့နင့်ငါမေးမယ်လို့နေဆုံးစားသွားရဒါနသာမရှင်လို့သွားអော်တော့မျက်လုံးလေးစောင်းပြီးအိမ်လည်းမရှိဘူးလားလို့ကြည့်တယ်ပဲရတယ်အဲ့တော့ဟိုကဟတ်သမီးဇွန်ပမာလဲပကံပမာလဲဆိုလို့ရှိရင်နေရှိသွားလားရနေတာလို့ရနေတာဟောတယ်ဒီငါလည်းအဲ့လိုပဲပေါ့လို့ဟုတ်တယ်လေသမီးရဲ့ဇွန်ပမာလဲပကံပမာလဲဆိုရင်ဒါလောင်းမယ်ဆိုတော့ဒီကျိတ်တယ်ယူမဟုတ်ဘူးလားလို့ဟုတ်တယ်လေတပြည့်လို့ရက်တာပဲငါလည်းအဲ့လိုကိုစောက်ရတာပေါ့လို့ဒါကတော့လို့မနေ့ကပြောင်းကိုပြောခဲ့တာဒီလားရှင်အဲ့ဒီအယောဂီရသဘောကျတယ်ဘုံဘုံကပြောရင်ပြောင်းတယ်ဟုတ်တယ်လေလို့ပြောင်းပြောမှ तू ကရတာဘူးလို့အတန်ကြားရင်တော့နည်းနည်းပါးပါးတော့ဒါဘုန်းကြီးနဲ့တူတူပဲမျိုးလုံးကစားတယ်ဘာသာမှမကြောက်ဘူးဆိုတော့တုတ်ကွာသွားချလက်တုတ်ပြီးတော့သွားကိုယ်ကြီးလာလွတ်ကြစို့တသဘာဝပဲလေဒါတော့ရမယ်ဆိုစောက်ရတာပဲအဲ့ဒါနဲ့ဥဒုံတရာဖြည်းဖြည်းလေးသွားတော့သိတယ်ရူပဝတီကကိုတော့ခြေလန်းစိတ်နေပြီအမှတ်နဲ့လာနေဘူးထွက်တယ်ဟိုမျိုးသမီးကလည်းထွက်တယ်တပြီးတော့လောင်းတယ်လောင်းရတယ်တပတ်လောက်လောင်းတယ်ပြည့်တဲ့ဘယ်တော့လောင်းလဲလောင်းတော့ရူပဝတီကစလာပြီရှင်ဗျာအိမ်ရှိမှာဗျာမတ်တကြီးရတယ်ညောင်းမှတပြီးတော့ဆွန်းဟင်းနေများတယ်ဗျာထည့်ရတာထဲမှာအဲ့တော့ရှင်ဗျာအိမ်ထဲမှာကရထိုင်လေးနဲ့ခဏသတင်းသုံးဗျာရှင်ဗျာအိမ်ထဲကြွဗျာဟောလမ်းမဘော်ကနေအိမ်ထဲရောက်ပြီလမ်းမဘော်ကနေပဲရောက်လေအဲ့ဒါရတ္တတဏအဲ့ဒါဘာတဏလဲဒီရှာအရသာသူဒီရင်းကိုသူဆွဲသွားပြီလေပြေးတယ်မရတော့ဘူးသူကအဲ့နဲ့အိမ်ထဲမှာကရခိုင်နဲ့ချအဲ့ဒါချပေးပြီးတော့ဆွဲနေပါလေလောင်းတယ်လောင်းတပတ်လောက်အဲ့လိုလောင်းလိုက်သေးတယ်လောင်းလို့ပြီးတဲ့အခါကျရူပပရိကနောက်တစ်ချက်တက်လာတယ်ရှင်ဗျာတဲ့တပည့်ကြီးပိုက်လာရတယ်၄ပါတယ်ဗျာတဲ့ရှင်ဗျာဆွန်းစားခြင်းကြလို့ရှိရင်ကြွလာလေတဲ့တပည့်တော်ဒီမှာဆွန်းဝိုင်းပြင်ကမယ်တဲ့ဆိုတော့ဟောအိမ်ရှိကလထိုင်ကနေပြီးတော့အိမ်ကုတ်ပြပေါ်ရောက်သွားပြီပြေးတယ်တစ်ချက်တစ်ချက်ဆွဲတင်သွားတာတွေ့လားအဲ့ဒါဆုံးကတ်တယ်တော့ကနေတိုင်းဖုံမိတယ်ဖုံမိတယ်ကြောင်းပြန်တယ်ဘုရားကြောင်းပြန်တယ်အဲ့လိုတစ်ပတ်လောက်လဲကြာလဲကြာတော့နောက်တစ်နေ့ကြာတော့ရူပဝတီကဘာလို့တုံးလို့ဆိုတော့ကလေးတွေခေါ်လာတယ်အိမ်မှာကလေးတွေဘေးနာကလေးတွေမဟုတ်ဘူးပြေးပြီးတော့ခေါ်လာတယ်အေးလာငါအိမ်မှာလာဆော့ငါအိမ်မှာလာဆော့အဲ့ဒီဘုန်းကြီးဆုံးကတ်တဲ့နားမှာကလေးတွေကဆော့ရှင်ဗျာတဲ့ဒီနေ့ဆုံးဖုံးပေးရတာရှင်ပြေးလားပြေးပါတယ်တဲ့ကလေးတွေကဆူညံနေတာပဲဗျာတဲ့အိမ်မှာလာပြီးတော့အဲ့ဒါတပည့်တော်ကလည်းတယောက်တည်းဆိုတော့ဗျာတဲ့ပြင်းလို့ကလေးတွေခေါ်လာတာတဲ့ကလေးတွေကအလိုက်ကန်းဆုံးမသိဘူးဗျာတဲ့ဆော့တယ်တဲ့ဖုန်နေမြူတွေနဲ့ရှင်ဗျာဆုံးဖုံးပေးရတာအခက်ခဲရှိပါတယ်ဗျာတဲ့နေ့ဖြင့်ကမနေ့ကိုတပည့်တော်အိမ်အပေါ်ဓာတ်မှာဆုံးပြမယ်ပေါ်ဓာတ်တက်သွားပြီဘယ်ရောက်သွားပြီလဲမရေးတာပေါ်ဓာတ်တက်သွားတာဟိုမှာစီးစိမ်တဝက်ရပါပေါ်ဓာတ်တက်သွားကံကောင်းတယ်တော့ပြေးတိုင်းဒီကိုတော့ယဟန္တာအလောင်းဘာအလောင်းလဲပြေးတာတိတ်ထူးဆန်းတာဒီတရားအဲ့ဒါဘုန်းကြီးဟောဘူးတဲ့တိုက်အိမ်ပေါ်မှာစိန်ခေါ်ပွဲတဲ့ဘုန်းကြီးဟောတာဗာတရားတဲ့လေဟိုတိုက်ပွဲခေါ်တာဆိုရင်ရုပ်ရှင်ကားလည်းရိုက်နေတဲ့အချိုးအဲ့ဒီဟာလေးကြည့်ပြီး तू ကတိုက်ပွဲခေါ်တာငါလည်းဒီတရားဟောမယ်ပါလို့တိုက်အိမ်ပေါ်မှာစိန်ခေါ်ပွဲဗာတရားဟောတာလေတိုက်အိမ်ပေါ်မှာစိန်ခေါ်ပွဲတရားအခုပြောနေတာအဲ့ဒါနဲ့နောက်တနေ့ကျတော့ရူပဝတီကကြွာလာတဲ့ဥဒုံတရာလေရှင်ဗျာတဲ့အောက်မှာကလေးတွေနေတဲ့အိမ်မော်ဆွန့်တက်ဖုံးပေးတဲ့ဆိုတော့ရတ္တတဏရဲ့ဆွဲဆောင်မှုကဘလောက်ထိအောင်ကိုပြင်းအောင်ဆိုတာရတာလေးနဲ့မရောက်ရဲနိုင်တယ်မြတ်ဘုန်းကြီးတို့ပြည်တယ်ဒုက္ခတွေ့တာအိမ်မော်တက်သွားဆွန့်ဖုံးပေးနေတော့တဝက်လောက်ရောက်လိုက်ရတော့အိမ်တကဆော့ပိတ်လိုက်အိမ်တကဆော့ပြီးဥဒုံတရာစားနေရနေတိတ်ဒီအိမ်ပေါ်မှာဒီမျိုးသမီးငါနှစ်ယောက်တည်းဒီကောင်မရိုးမရိုးလားမသိဘူးမဝင်တော့ဘူးပြေးတိုင်ဘေးပေါ်ပြီလေစားနေချွေးချွေးပေါက်လေးကြာတာဆုံးမကြည့်နေဘာမှပြောသေးဘူးဆွန်းစားလို့ပြီးလေပြီးရောရှင်ဗျာတဲ့လူထွက်ပါတယ်ဟာမထွက်ဘူးငါသာသနာတော့ကြည်ညိုလို့ဝင်လာမ
မထွက်ရင်တပည့်တော်អော်လိုက်မယ်သွားပြီပရိသတ်ရှုံးတာမထွက်ရင်တပည့်တော်អော်မယ်တပည့်တော်ကိုရှင်မရမတရားကျင့်ကြမှာတပါအခုရှင်မရနဲ့တပည့်တော်နှစ်ယောက်တည်းကိုက်ရှင်မရဘာသာနဲ့နေလဲပြောစိန်ခေါ်နေပြီဘာလို့နေတာလဲပရိသတ်အဲ့ဒီမှာတခါလေချိုးစီချိုးပေါက်တွေကြာပြီးတော့သွားပြီရတ္တတဏရှိတံလေးနဲ့ငါမယောင်ရဲနိုင်တဲ့အတွက်ကြောင့်မို့ဒီဘေးကြီးငါပေါ်ပြီငါဘာလုပ်မလဲအဲ့ဒီချိန်မှာဥဒ္ဒန္တရတခါလေဇောကျွေးတွေပြန်ပြီးတော့အဲ့ဒီလိုဖြစ်နေတဲ့အချိန်မှာဖယားကကျွတ်တန်းဝင်ထိုက်တဲ့ပုဂ္ဂိုလ်တယောက်ကိုဘယ်တော့မှပြစ်မထားဘူးပြည့်တဲ့ဘုရားသဗ္ဗညုတညာနဲ့အများနဲ့ကြည်ပြီးသားပဲဒါကြောင့်ဘုန်းကြီးတို့မာဘောရိမေဆိုတော့ဘုရားကြီးမိန့်တော်မူတဲ့စကားတစ်ခုရှိတယ်ဖယားအကြည့်ခံရတဲ့သူဖြစ်ပါစေတဲ့ဗါတယ်လေပြောအေးဖယားအကြည့်ခံတဲ့သူဖြစ်ပါစေဖယားပါရမီရှင်မှဖယားကကြည့်တာတိတ်ကပါရမီတွေရှိထားတာဟုတ်အဲ့တော့ပါရမီရှင်ဆိုတော့ဘုရားကသိပြီငါသားတော့ဒုက္ခရောက်နေပြီယဟန္တာလည်းဖြစ်မှာဒီချိန်မှာအဲ့နဲ့မြတ်စွာဘုရားရှင်ကိုရောမြတ်ကဟိုးဇေတဝန်ကျောင်းကတအိမ်လုံးတကားတွေပိတ်ထားတာဗရဲမောက်လေးတစ်ပေါက်ပဲဖွင့်ထားတာတကားတွေကိုပိတ်ထားတာဒီမျိုးသမီးနဲ့အကြံနဲ့အဲ့ဒါနဲ့မြတ်စွာဘုရားရှင်ကိုရောမြတ်ကဒီကနေပြုံးနေမဖြစ်နေပြီစိတ်ခေါင်းနေပြီဟိုမှာရှင်မထွက်မလားမထွက်ဘူးလားမထွက်ရင်တပည့်တော့အင်ကြီးတွေပါလေစုပ်ပြပြီးတော့အမလေးတွေခွန်ကြီးတပည့်တော့မတရားကြအော်ရင်ကိုတော့အဲ့ဒါရာဇကြုံကကိုတော့တတ်မှုတာကိုတော့လူတက်အသက်ခံရမှာရာဇကြုံဗိမိတနာမင်းကြီးထုတ်ထားတဲ့ဥပဒေသူများသားပြိုမရဖို့စော်ခိုင်းရင်တတ်သူများပစ္စည်းခိုးရင်တတ်ရာဇကြုံအမိန့်ကလည်းပြင်းအဲ့ဒါကိုတော့ပြောဘယ်လိုလုပ်မလို့ဆိုတော့အဲ့ဒါမှဇောကြီးအဲ့ဒီလိုစိန်ခေါ်နေတဲ့တိုက်အိမ်ပေါ်မှာစိန်ဘုန်းကြီးတို့ဆက်ပါဘုန်းကြီးတို့မြတ်စွာဘုရားရှင်ကိုယ်တော်များကပြီးတော့ဘုရားကပြုံးတယ်ပြုံးတော့ညီတော်အာနန္ဒာကမသိဘူးသူကရှင်ဘုရားဘာလို့ပြုံးနေတာလဲဘုရားချက်သားအာနန္ဒာတဲ့ဟိုးရာတဲ့ကျတိုက်အိမ်ပေါ်မှာတိုက်ပွဲဆင်နေပြီကွာဘယ်သူနဲ့ဘယ်သူလဲမြတ်စွာဘုရားရူပဝတိပြည့်တရာမနဲ့ငါသားတော်တုံသရဘယ်သူနိုင်မလဲဘုရားတဲ့အာနန္ဒာတခါတည်းမှမေးတာအဲ့တော့မြတ်စွာဘုရားရှင်ကိုယ်တော်များချက်သားအာနန္ဒာမစိုးရိမ်နဲ့တဲ့ငါသားတော်နိုင်လိမ့်မယ်အဲ့ဒီလိုမြတ်စွာဘုရားသည်အာနန္ဒာမေသောမေကုံကိုဖြေပြီးသည့်နောက်မှာဘုရားဘာလုပ်လိုက်တော့ဆိုဇောင်းကြီးတော်လွှတ်လိုက်တယ်ဘာလွှတ်လိုက်လဲဘုရားတိုင်နီလပိတလောဟိတဩဒါထမင်းစိတ်တပပတရဆိုတဲ့ရောင်ကြီးတော်6ပါးထဲမှာဩဒါထဖြူသောရောင်ကြီးတော်ဘာရောင်ကြီးတော်လဲရောင်ကြီးတော်တစ်ခုလည်းလွှတ်တာအဖြူအလင်းတန်းကြီးကိုဒီကနေတကားလဲဘုန်းကြီးတို့တက်တများသွားလို့တိုက်ထုတ်လွှတ်လိုက်တာအဲ့ဒီရာဇဂျိုမျိုးအိတ်အပေါ်ကဗရဲမောက်တဲ့အဲ့ဒီရောင်ကြီးတော်တန်းတောင်းဝင်သွားတန်းလဲဝင်လဲဝင်သွားခါရလျှက်ရှိမိကြီးထွန်းလိုက်တော့ဖြာပြီးတော့လက်ထိတ်သွားလဲထိတ်နေတော့ရူပဝတီဟာဘာလဲရူပဝတီကလည်းရောင်ကြီးတော်အလင်းတန်းကြီးကိုကြည့်နေတော့အဲ့ဒီကိုတုံတရာကလည်းပဲအဲ့ဒီရောင်ကြီးတော်အလင်းတန်းကြီးကိုကြည့်နေတော့မှမြတ်စွာဘုရားရှင်ကိုတော်မြတ်တီးရောင်ကြီးတော်နောက်ကအပန်လိုက်လာတယ်တဲ့ရောင်ကြီးတော်နောက်ကဘာပါလာလဲယောဓကာမေပဟံတဝနာအနာဂါရောပရိပစေကာမဘဝပရိခိဏံတမဟံပြုမိပြမနံဘေကဝေဟံတော်မြတ်ဥစ္စမတို့ဣဒလောကီဤလောကမှာယောပုဂ္ဂလောအကျင့်ပုဂ္ဂိုလ်ဤကာမေအာယု၅ပါးကာမဂုဏ်တရားတို့ကိုပဟံတဝနာပတ္တာပြီး၍အနာဂါရောကာမလူပေါင်းတဲ့အယောင်ထောင်ခြင်းအိယထောင်ခြင်းမရှိသည့်ဟောတော်ဟာဖြစ်၍ပရိပစေတာရဏဝံသံယဟပြုနေ၏ကာမဘဝပရိခိဏံကာမရာဂကုန်ပြီးသောတံပုဂ္ဂလံတို့ပုဂ္ဂိုလ်ကိုပြမနံကိလေသာဝပပြုပြီးပုဂ္ဂိုလ်သူများကြည့်ဝေအတင်တို့ဆရာငါဘုရားသည်ပြုမိကောင်းသောမတေဟောကြားတော်မူလိုက်ပါ၏ဒေသနာဝတ္တနေဘုရားရှင်ကိုယ်တော်မြတ်ဟောကြားတော်မူသောဒေသနာတော်ဆုံးမှာသောထေရောထိုဥတုံတရမထေသူများသည်စတု၏ပရိသမိတာဤ၄ပါးသောပရိသမိတာဉာဏ်တို့နှင့်သာအတူတဘဝအရဟတံကိလေသာအသောခွာလျောကိုခန့်ယဟနာဖြစ်သောပါပုနိကောင်းစွာမသွေဆိုင်ရောက်တော်မူခဲ့ပါပေမည်တကားရောင်ကြီးတော့အလင်းတန်းကြီးကိုမြင်လိုက်ကိုအတက်သွားတယ်ဥတုံတရာကဒီအချိန်ဒါလာတာဘုရားကြောင့်ကြီးတော့ငါအာကိုရသည်မြတ်စွာဘုရားတတ္တဝါတွေကိုပြစ်မထားတဲ့ဘုရားအကြည့်ခံရတဲ့သူ
အဲ့ဒါရောင်ကြီးတော့လင်းနှန်းကြီးမြင်လဲမလားမြတ်စွာဘုရားမြတ်စွာဘုရားစိတ်ကတခါလေခုမှကြောက်နေလန့်နေတဲ့စိတ်ကဘယ်ကိုပြောင်းသွားလဲရောင်ကြီးတော့မြင်လိုက်တဲ့ကအကိုရသူတွေ့ပြီအဲ့ဒီရောင်ကြီးတော့အလင်းနှန်းနဲ့အတူအတန်တော်ပါလာတူတူနားလေအောင်ပြောရင်တော့ခပ်ဝေးဝေးကနေပြီးအတန်ချက်ချက်နဲ့လွတ်လိုက်တဲ့အတန်ကိုနားမှာကြားလိုက်ရသလိုအဲ့တော့မှရောင်ကြီးတော့အလင်းနှန်းမဲ့ဘုရားအတန်လာရပဲလက်ဦးလေးချီးပြီးတော့တရားနာခန္ဓာဉာဏ်စိုက်ဝိပဿနာရှုလိုက်တာအဲ့ဒီတထိုင်ထဲမှာပဲပြည့်တဲ့ယဟန္တာဖြစ်တယ်တထိုင်ထဲမှာဖြစ်တယ်ယဟန္တာဖြစ်လဲဖြစ်ရောဘုရားရောင်ကြီးတော့ပြန်သိမ့်အတန်တော်လဲတိတ်ငကိုတိုင်းပြန်မှောင်သွားတယ်ပြန်မှောင်လဲမှောင်တော့ဒီဥတုံတရယဟန္တာဖြစ်သွားတာကိုရူပဝတီကမသိဒီဘုရားရှင်ကိုယ်တော်များရဲ့အတန်တော်တရားတော်ကိုလည်းဥတုံတရတပါးတည်းကြားတယ်ရူပဝတီကမကြားဘူးအဲ့တော့ဟိုကယဟန္တာဖြစ်လဲဖြစ်တော့ကိလေသာအသောခွာလေကုန်ပြီဇန်တမဘတ်တွေရပြီးပြီဆိုတော့အဲ့ဒီမှာအမျိုးသမီးကဟာဒီကိုယ်တော်အခြေအနေမကောင်းဘူးခုနအလင်းအနီးနဲ့ဝင်လာတယ်ဖယားနဲ့ဘလို့ချိတ်ဆက်ရှိတယ်မသိဘူးမဖြစ်တော့ဘူးငါမြန်မြန်လူထွက်ခိုင်းတော့မှဆိုအဲ့ဒီမှာတခါတည်းတင်ကန်းသွားဆွဲချုံမလို့ဆိုအနာသွားလဲသွားဆောင်းဝင်စားပြီးတော့ခေါင်းမဖောက်ထွက်သွားတာဆောင်းဝင်စားပြီးတော့ဘာဖောက်တော့သွားတာကောင်းငင်ကနေပြန်သွားတာဘယ်ကနေပြန်သွားတာလဲအိမ်ကြီးဟောင်းလုံးကြီးကြံနေကြတဲ့တခါတည်းအဲ့တော့မှအောက်ကလက်ဦးလေးရှိပြီးတော့ဟာအောက်ကနေကြည်ပြီးတော့တခါတည်းကောင်းငင်နဲ့ဖောက်ပြီးတော့ထွက်သွားတာအဲ့ဒီကနေပြီးတော့မှမြတ်စွာဘုရားတောင်းတော်ကောင်းငင်ကနေပြန်လာပြီးတော့တဝဋ္ဌိပြန်ရောက်ပြောပြီးတော့မြတ်စွာဘုရားကတော့မြတ်စွာဘုရားကတော့တန်ဃာတွေကဟဲ့ဥဒုံသရာကြီးဘယ်လိုဖြစ်လာလဲဆိုတော့ယဟန္တာမတည်ဘူးဥဒုံသရာကြီးဘယ်လိုဖြစ်လာလဲဥနာတော်ကအစောတုန်းကအာနန္ဒနဲ့ဘုရားလည်းပြောတန်ကြားတယ်ရောင်ကြီးတော့လွတ်တာလည်းတွေ့တယ်သူကြားကြိုသွားတာဘယ်နဲ့တောင်းပြီးပြန်လာလဲအဲ့ဒီမှာတမ္မာရီပွက်စီနဲ့ဥဒုံသရာအကြောင်းစိတ်ဝင်စားနေတော့မှမြတ်စွာဘုရားကဒီဇတ်တော်ပြန်ဒီအကြောင်းပြန်ပြောပြဒီအကြောင်းပြန်ပြောပြရင်ကနေပြီးတော့ဘုရားရှင်ကိုရောမြတ်ဒီအတိတ်ဘဝကတော့မှလည်းအဲ့ဒီလိုပဲတဲ့မိခဇတ်တော်တမင်မဇတ်တော်ကိုပြန်ဟောတာတမင်ဇတ်တော်ဘာဇတ်တော်လဲရေးသားအဲ့မျက်နောက်ကိုလိုက်ရင်ကနေညှစ်သွင်းမိတယ်ဆိုတဲ့အကြောင်းကိုဘုရားရှင်ကိုရောမြတ်ဒီဇတ်တော်ကိုပြန်ဟောတယ်ဒါကတော့အတိတ်ကြောင်းပေါ့အဲ့ဒီဒေသနာတော်မှာအလောတရားရှိခင်စိတ်ကောင်းဝင်တဲ့သူတော်စင်တွေကိုဘုန်းကြီးတို့ဒီအကြောင်းလေးပြောပြတာတရားကိုအနှစ်ချုပ်လိုက်လို့ရှိရင်ရတာလေးနဲ့ရောင်ရဲနိုင်ရမယ်။ဘာနဲ့ရောင်ရဲနိုင်ရမှာလဲ။ဝတ်တာလည်းအတူတူပဲစားတာလည်းအတူတူပဲနေတာလည်းအတူတူပဲဟုတ်တယ်မဟုတ်လား။ဘယ်နေရာမှာဆိုရတာလေးနဲ့ရောင်ရဲနိုင်ရင်တန်တုတ်တိစမင်္ဂလာဖြစ်ပါတယ်။ရတာလေးနဲ့မရောင်ရဲနိုင်မဲနဲ့ဒီတစ်ခုရတော့နောက်တစ်ခုလိုချင်တယ်ဒီတစ်ခုရပြီးတော့နောက်တစ်ခုကောင်းလုံးလုံးအဲ့ဒီနောက်တစ်ခုရပါတော့နောက်တစ်ခုကကောင်းလုံးလုံးနဲ့အဲ့ဒီလိုတာရူပါယုံတတ္တယုံဂန္ဓာယုံရတ္တယုံဖုဒ္ဓပါယုံအာယုံ၅ပါးကာမဂုဏ်တရားတွေနောက်ကိုလိုက်ရင်းရှာရင်းဖွရင်းတဲ့အချိန်တွေကုန်သွားမယ်ကုသိုလ်ကောင်းမှုဘက်ကိုအချိန်တွေလေဟင်းသွားမယ်ဆိုရင်ကြားပြီးကြီးပေါ်လာတော့ဇာတိကြအိသရာကြဗျာတိကြမရဏကြကြားသုံးအောင်ဆွဲတော့တေဝဲဝင်တဲ့အခါမှာကိုယ်နောက်ကိုဘာကုသိုလ်ကောင်းမှုမှမပါဘဲနဲ့တမလွန်မှာမျက်နှာငယ်လေးနဲ့ဒုက္ခရောက်တတ်ပါတယ်ဆိုတဲ့အကြောင်းကိုဘုရားရှင်ကိုရောမြတ်ဒီကိဉ္တုကောပမသုတ်တံပေါက်ပွင့်ခွေးမြော်တရားတော်တဲ့ဗါလဲလေမြေဝေးလို့ပေါက်ပင်အောက်မှာကြီးစောင့်မနေပါနဲ့တဲ့ဘေးလွတ်ရာဌာနဖြစ်တဲ့ကျောင်းတိုက်တို့ရိပ်သားတို့အဲ့လိုနေရာမျိုးလေးတွေကိုဘုရားတဆောင်းလုံးမှာသွားပြီးတော့ကိုယ်ဘဝအတွက်လည်းပဲကုသိုလ်ကောင်းမှုလေးတွေကိုယူပါတစ်ဖက်ကလည်းပဲလောကီလူသားတွေပြီးတာရေးသမီးရေးစီးပွားရေးဒါမရှိဘူးလားပြေးတိုင်ရှိတော့အဲ့ဒါလည်းပဲတစ်ဖက်ကရှာအခုလိုနှစ်ဆန်းကဟာလားနှစ်ဟောင်းကနေနှစ်သစ်ကိုကူးတယ်နှစ်ဆန်းအခါသမယဒီတကြံတွင်ကာလဆိုတော့အခုနိုင်ငံတော်အစိုးရကလည်းမနေ့ကစပြီးတော့10ရက်ပိတ်ပေးတယ်ဟုတ်တယ်နော်အဲ့လောက်လေးတော့ကိုဘို့လို့ပါအောင်လှုပ်သွားနိုင်ကြပါစေယူသွားနိုင်ကြပါစေဘေးကင်းရာကိုထွက်လာနိုင်ကြပါစေပါရမီ10ပါးထဲမှာလည်းပဲတတ်နိုင်တဲ့ညပါရမီတွေကိုဖြစ်သွားနိုင်ကြပါစေဆိုတဲ့ဒီမေတ္တာဒီစေတနာဒီရွယ်ချက်ဖြင့်ဟောသောကိဉ္တုကောပမသုတ်တံပေါက်ပင်ခွေးမြော်တရားတော်ဥတုံတရရဲ့ဇာလံကိုနာကြရဓမ္မသောနာကုသိုလ်ကံစေတနာတရဏဂုံ3ပါးနဲ့10ပါးသီလကျင့်သုံးခံယူစောင့်တည်ရတဲ့သီလကုသိုလ်ကံစေတနာထုမတပါချမ်းမြေမြေကြောင်း၌တွင်၌တရင်သုံး၏နေကြကုန်သောယဟန်တာမဏေယောဂီသူတော်စင်တို့၏သီလဂုံသမာဓိဂုံပညာဂုံတို့ကိုအာယုံပြု၍အာယုံစွန်းဆက်ကလူရတဲ့ကုသိုလ်ကံစေတနာထုမတပါသာသနာမြေအတွက်လူတော်မွေးကျပ်2သိန်းခွဲကိုဓမ္မကြီးတော်ကျင့်သိမိသားစုတို့နိဗ္ဗာန်ရည်မှန်းပြီးတော့လှူဒါန်းတဲ့ကုသိုလ်ကံစေတနာ
ဤသို့ပေါင်းအများများလာစွာသောကုသိုလ်ကံစေနာပေါင်းကောင်းမှုတို့ကြောင့်မအိုရမနာရမတရားဖြစ်တော်မှာအသင်္ကတ္တများလာစွာသောနိဗ္ဗာန်ရွှေပြည်မြတ်ကြီးတို့ဒီဒါနဒီတိလဒီဘာဝနာတွေနဲ့လင်မြန်စောစွာရလွယ်ရောက်လွယ်မျက်မှောက်ပြုလွယ်နိုင်ကြပါစေကုန်သောရေလို့ပထနာအောင်စုပြုနိုင်ကြပါစေကုန်တည်း